ဟုတ်တယ်မလားအဲ့ဒါကြောင့်မို့တရားကိုနာရင်ဘယ်မှာပဲနာဘယ်ဘုန်းကြီးဟောတဲ့တရားကိုပဲနာကြနာသိလိုက်အောင်နာဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါမျိုးနာကြပေးရင်တို့သူတော်စင်တို့အတွက်လည်းအကျိုးမရှိဘူးလားရှိပါတယ်ဗျာအေးတရားကိုတကယ်ကြနာနာရင်အဲ့ဒီတရားနာတဲ့ပုဂ္ဂိုလ်တိုင်းမှာအကျိုးတရား5မျိုးရနိုင်တယ်အကျိုးဘယ်နှမျိုး5မျိုးပါဗျာအဲ့ဒါဘာတွေရနိုင်လဲလို့ပြောရင်နံပါတ်1ကမျက်မှောက်ဘဝမှာတင်တရားသူတရားမြတ်ရနိုင်တယ်ပြောကြည့်ပါမျက်မှောက်ဘဝမှာတရားသူတရားမြတ်ရနိုင်ခုတို့သူတော်စင်တို့မျက်မှောက်ဘဝအခုနေရတာမရှိဘူးလားရှိပါတယ်ဗျာဟေးမသေးခင်မှာခုနေကြရတာမသေးမဲ့လူရှိလားရှိပါဘူးဗျာဟေးမသေးခင်ရှင်သန်နေတဲ့ဒီအခိုက်တန့်လေးမှာကိုယ်ဘဝကဥပမာအိမ်အောင်တယ်ဆိုရင်လေတချို့ကအိမ်အောင်တယ်ဘဝထဲမှာမျောပါသွားပြီးတော့အိမ်အောင်ရေးအလုပ်တွေနဲ့ပဲအချိန်ကုန်သွားတယ်စီးပွားရေးလုပ်တွေနဲ့ပဲအချိန်ကုန်သွားတယ်အသက်တွေကတဖြည်းဖြည်းနဲ့ကြီးပြီးတော့လာတယ်တရားကကြနာဘာမှနာထားတာလည်းမရှိဘာမှအာထုတ်ထားတာလည်းမရှိရင်အဲ့ဒီပုဂ္ဂိုလ်တရားသူတရားမြတ်ရပါမလားမရပါဘူးဗျာအဲ့ဒါကြောင့်မိသားစုကိစ္စစီးပွားရေးကိစ္စကိုလည်းဆောင်ရွက်တစ်ဖက်ကကြတော့အချိန်ရတဲ့အခါလေးတွေမှာတက်စွမ်းသမျှနဲ့ဘာသာရေးလေးတွေလုပ်ဖို့မလိုဘူးလားလိုပါရဲ့ဗျာဒီဘဝမှာပေါင်းနေသင်နေရတာကခဏပေါင်းယာယီပေါင်းပြောကြည့်ပါခဏပေါင်းယာယီပေါင်းတို့သူတော်စင်တို့လာခဲ့တော့ကဘယ်နှယောက်လာခဲ့တယောက်သေးလာအစုအဖွဲ့နဲ့နေပြန်ထွက်တော့လေတယောက်သေးပဲအစုဖွဲ့နဲ့ထွက်တာဟုတ်ရဲ့လားဟုတ်ပါဗျာအဲ့ဒါကြောင့်မို့အလာတော့ကတယောက်သေးလာတယ်လို့ပြန်ထွက်ရင်လေတယောက်သေးထွက်ရတာဖြစ်တဲ့အတွက်ကြောင့်ရိတ်ခါတုံလေးထုတ်ဖို့လိုသလားမလိုဘူးလားဟုတ်ပါဗျာအေးရိတ်ခါမပါပဲခရီးသွားရင်တို့သူတော်စင်တို့ဒီကနေပခုတ်ကူသွားတောင်မလွယ်ဟုတ်တယ်မလားဘာမပါရင်အေးဒီကနေပြီးတော့မန်းလေးဘက်လောက်ထိသွားမယ်ဆိုရင်ပိုဆိုးသွားရိတ်ခါပိုပါဖို့လိုသလားမလိုဘူးရိတ်ခါပါအောင်ကိုတို့သူတော်စင်များရသမျှလေးထုတ်ဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါမျိုးလေးတွဲလှုပ်ထားရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာမိသားစုကိစ္စတွေလဲဆောင်ရွက်ရင်ဘာသာရေးလဲဆောင်ရွက်ရင်းနဲ့ကိုယ့်ဘဝအတွက်တရားလေးတွေနာလို့များတရားလေးတွေသဘောပေါက်ရင်ထဲထိရောက်သွားပြီးတော့တို့သူတော်စင်တို့စိတ်လေးတွေကိုပြင်မယ်ဆိုရင်တရားသူတရားမြတ်မရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါကြောင့်မို့နံပါတ်1ကမျက်မှောက်ဘဝမှာတင်တရားသူတရားမြတ်ရနိုင်တယ်ပြောကြည့်ပါမျက်မှောက်ဘဝမှာတရားသူတရားမြတ်ရနိုင်တယ်ဘယ်နောက်နံပါတ်2ကကျမ်းမာရေးမကောင်းတဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ပြောကြည့်ပါမကောင်းတဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်သူကကျမ်းမာတဲ့အချိန်နဲ့မကျမ်းမာတဲ့အချိန်တူရဲ့လားတူပါဘူးဗျာဒီကျမ်းမာတဲ့အချိန်မှာတော့ဒုသူတော်စင်များထောင်းနဲ့သွားလိုက်လာလိုက်စီးပွားရှာလိုက်ရလာတာဆိုရင်လည်းမိသားစုနဲ့ပြုံပျော်နဲ့စားလိုက်တောက်လိုက်မရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါကဘယ်ချိန်လဲကျမ်းမာတဲ့အချိန်မကျမ်းမာတဲ့အချိန်ကျတော့အဲ့လိုမဟုတ်တော့ကုတ်ဖြစ်သွားတယ်ထောင်းရှိသေးလားရှိပါဘူးဗျာအေးမကျမ်းမာတဲ့အချိန်ကျတော့စိတ်အားတွေငယ်သွားပြီးတော့ကုတ်ဖြစ်သွားတယ်အဲ့ဒီအချိန်ကျတော့ဒုသူတော်စင်များတကယ်သာယောဂဝေဒနာကပြင်းထန်ပြီဆိုရင်အာကိုရာရှိသေးလားရှိပါဘူးဗျာလင်ယောက်ျားရှိလဲအလကားပဲဇနီးမယားရှိလဲအလကားပဲသာသမီရှိလဲအလကားပဲအေးတကယ်တို့သူတော်စင်များပြင်းထန်ဝေဒနာခံစားရရင်ဘယ်သူပဲခံစားရကိုယ်ပဲခံစားရအဲ့ဒါမျိုးတို့သူတော်စင်များပြင်းထန်ဝေဒနာတွေဖြစ်လာရင်မရှိတဲ့စည်းစိမ်ကိုရှာဖို့ဆိုတာဝေးလို့ရှိတာတောင်စားလို့တောက်လို့ရသေးလားမရပါဘူးဗျာဟိုကလည်းမတည့်ဒါလည်းမတည့်ဟိုကလည်းမလုပ်ရဲဒါလည်းမလုပ်ရဲမစားရဲမတောက်ရဲဒါမျိုးဖြစ်သွားတာမရှိဘူးလားမှန်ပါဗျာအဲ့ဒါကြောင့်မို့ဒုသူတော်စင်များအဲ့ဒီအချိန်လေးမှာကြာ
ဘာရေးကြည့်လဲလို့ပြောရင်နာထားတဲ့တရားလေးရှိဖို့သိထားတဲ့တရားလေးရှိဖို့ကိုယ့်ရဲ့တရားလေးနဲ့ကိုယ်အထုတ်ထားတာလေးရှိဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါမျိုးရှိထားတဲ့ပုဂ္ဂိုလ်ကတော့ကျမ်းမာရေးမကောင်းရင်ကျန်တဲ့အာယုန်တွေကိုခဏဘေးဖယ်ထားပြီးတော့တတ်နိုင်သမျှကိုတရားလေးနဲ့ပဲကိုစွတ်ဆက်ပြီးတော့တရားလှုပ်လိုက်ရင်အဲ့ဒီမကျမ်းမာတဲ့အချိန်မှာပဲဘာရသွားတရားသူတရားမြတ်ရသွားနိုင်တယ်တဲ့ဘာမှတရားနာမထားရင်ဘာတရားမှသိထားတာမရှိရင်ဘာရှုလို့ရှုရမှမသိဘာလှုပ်လို့လှုပ်ရမှသိပါမလားအေးဖြစ်နေတဲ့ဝေဒနာပေါ်မှာပဲစိတ်ကရောက်ပြီးတော့ဒုသူတော်စင်များအော်ဟစ်ညီးတွားပြီးတော့နေရမှာမသေးကြဘူးလားသေးကြတယ်အဲ့ဒါကြောင့်မို့တရားလေးတွေကြွတင်နာကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါကြောင့်မို့တရားနာထားတဲ့ပုဂ္ဂိုလ်ဟာနော်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်တဲ့နှစ်မျိုးရသွားဘယ်နှမျိုးမျက်မှောက်ဘဝမှာတင်တရားသူတရားမြတ်ရနိုင်တယ်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်နောက်နံပါတ်3ကြာသေဂာနီးအချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ပြောကြည့်ပါသေဂာနီးအချိန်မှာတရားသူတရားမြတ်ရနိုင်အေးဒီဘဝဒီခန္ဓာခုရထားကြတဲ့အလုံးသောပုဂ္ဂိုလ်များသာသနာဝန်ထမ်းဖြစ်လေတနေ့ကျတော့ပြန်တော်မူသေဆုံးခြင်းနဲ့အဆုံးမသက်ရဘူးလားသက်ရအေးဒုသူတော်စင်တို့လူသားလည်းအတူတူပဲပေါ့ရွာမှာနေနေမြို့မှာနေနေနိုင်ငံတကာထွက်နေတာပဲဖြစ်ဖြစ်မသေးမဲ့လူရှိလားအေးအလုံးဟာတနေ့ကျတော့ဘာလို့ကသေရတယ်အဲ့ဒါမျိုးသေကြပြီဆိုလို့ရှိရင်ဒုသူတော်စင်များနော်အဲ့ဒီသေဂာနီးဖြစ်နေတဲ့အဲ့ဒီအချိန်လေးမှဆိုရင်အာကိုမဲ့သွားတာတွေမရှိဘူးလားရှိတယ်အေးကိုဝေဒနာကိုပြင်းပြင်းထန်ထန်နေဖြစ်လို့သေတော့မဲ့အချိန်ဆိုရင်အာကိုမဲ့သွားအဲ့ဒီအချိန်မှာတကယ်အာကိုရာကတော့နာထားတဲ့တရားအထုတ်နေကြဖြစ်တဲ့တရားလှုပ်ထားတဲ့ကုသိုလ်တရားအဲ့ဒါလေးပဲအာကိုရတာဟုတ်သလားမဟုတ်လားဟုတ်ပါတယ်အေးကျန်တာတွေကဒုသူတော်စင်များအာကိုလို့ရရလားမရအဲ့ဒါကြောင့်မို့တရားလေးတွေကိုကြကြနာနာနာကြားထားရင်အဲ့ဒီပုဂ္ဂိုလ်ဟာသေဂာနီးအချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ပေါင်းရင်ဘယ်နှမျိုးမျက်မှောက်ဘဝမှာတင်တရားသူတရားမြတ်ရနိုင်တယ်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်သေဂာနီးအချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ပေါင်းရင်ဘယ်နှမျိုးကဲနောက်တစ်မျိုးကကြတော့နတ်ပြည်နတ်ရွာရောက်တဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ပါတယ်လေနတ်ပြည်နတ်ရွာရောက်တဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ဒုသူတော်စင်တို့ဒီဘဝကဒါနကုသိုလ်သီလကုသိုလ်တွေရှိကြတဲ့ပုဂ္ဂိုလ်ဟာသေဆုံးသွားလို့ရှိရင်နတ်ပြည်နတ်ရွာရောက်တာမရှိဘူးလားရှိတယ်အေးဒီဘက်ကဒါနကုသိုလ်သီလကုသိုလ်နဲ့တရားနာထားတာတွေရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီနတ်ပြည်နတ်ရွာရောက်သွားရင်အဲ့ဒီနတ်ပြည်နတ်ရွာကနေတဆင့်တရားသူတရားမြတ်ရသွားနိုင်တယ်အဲ့ဒါကြောင့်တရားနာဖို့မလိုဘူးလားလိုတယ်ကဲပေါင်းရင်ဘယ်နှမျိုးရကဲနောက်ဆုံးတစ်မျိုးကြတော့ပစ္စေကဗုဒ္ဓဖြစ်နိုင်တယ်ပြောကြည့်ပါပစ္စေကဗုဒ္ဓဖြစ်နိုင်ဒီနေရာလေးမှာဗုဒ္ဓဘာသာဖြစ်ကြတော့ကောင်းရှင်းရှင်းသိထားရမယ်အရာလေးတွေရှိတယ်လောကသားတွေထဲမှာဆရာသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိနိုင်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတယ်ဘယ်နှဦးနှစ်ဦးပါဗျာတဦးကကြတော့ဖယားတဦးကဗာလဲဖယားကဘဝကပါရမီဖြည့်ခဲ့တာတွေမရှိဘူးလားရှိပါတယ်ဗျာခုဦးဇင်းတို့ကိုးကွယ်နေတဲ့ဂေါရမဗုဒ္ဓဖယားဆိုရင်လေးသင်္ချေနဲ့ကဘာတသိန်းပါရမီတော်တွေဖြည့်လာတဲ့အတွက်ကြောင့်နောက်ဆုံးဘဝရောက်တဲ့အခါဖယားဖြစ်မဲ့ဘဝမှာသူ့ကိုသစ္စာ၄ပါးကိုဒါကဒုက္ခသစ္စာဒါကသမုဒယဒါကនិရောဓသစ္စာဒါကတော့ရှောက်လန်းရမယ်မဂ္ဂသစ္စာလို့သူ့ကိုလမ်းချပေးသူဟောပြောပြတာသူရှိရလားမရှိဘူးမရှိပဲနဲ့နော်ဒါကဒုက္ခသစ္စာပဲလို့ထိုးထွင်းပြီးတော့သူ့အလိုလိုသိတာ
ဘာလို့သိတာလဲပြောတော့ဘဝသမီးဖြစ်ခဲ့လို့ကဲနောက်တူကပစ္စေကဗုဒ္ဓတဲ့ပါတယ်လေပစ္စေကဗုဒ္ဓဒီပစ္စေကဗုဒ္ဓအရှင်မြတ်များကလည်းသူ့ကိုသစ္စာ၄ပါးကိုဟောပြောပေးမဲ့ပုဂ္ဂိုလ်လမ်းချပေးမဲ့ပုဂ္ဂိုလ်နားလေအောင်ရှင်းပြပေးမဲ့ပုဂ္ဂိုလ်မရှိဘူးမရှိဘဲနဲ့သူ့အလိုလိုပဲသူကလည်းသစ္စာ၄ပါးကိုထိုးတွင်းပြီးမသိဘူးလားသိတယ်သိပြီးတော့ဘာဖြစ်သွားပစ္စေကဗုဒ္ဓဖြစ်သွားတယ်တဲ့အဲ့ဒါဘယ်နှဦးရှိတာ2ဦးအခုတရားနာထားတဲ့ပုဂ္ဂိုလ်နော်အဲ့ဒီ2ဦးတည်းကပစ္စေကဗုဒ္ဓအရှင်မြတ်ကဘာလို့လမ်းချပေးမဲ့ဟောပြောပြသပေးမဲ့ပုဂ္ဂိုလ်မရှိဘဲနဲ့သစ္စာ၄ပါးကိုသူကိုယ်တိုင်ထိုးထွင်းပြီးသိနိုင်တာလေလို့ပြောရင်ဘဝကတရားနာခဲ့လို့တဲ့ပြောကြည့်ပါဘဝကတရားနာခဲ့လို့အဲ့ဒါကြောင့်ဒုသူတော်စင်တို့လည်းကြိုးစားပြီးတရားနာဖို့မလိုဘူးလားလိုတယ်အဲ့ဒါစုပေါင်းရင်တရားနာရတဲ့အကျိုးဘယ်နှမျိုး5မျိုးရှိတယ်တဲ့ပြောကြည့်ပါမျက်မှောက်ဘဝမှာတင်တရားသူတရားမြတ်ရနိုင်တယ်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ဒေဂာနီးအချိန်မှာတရားသူတရားမြတ်ရနိုင်တယ်နတ်ပြည်နတ်ရွာရောက်တဲ့အချိန်မှာတရားသူတရားမြတ်ရနိုင်တယ်ပစ္စေကဗုဒ္ဓဖြစ်နိုင်တယ်တဲ့ပေါင်းရင်ဘယ်နှမျိုးအဲ့ဒီ5မျိုးရတာဖြစ်လို့ဒုသူတော်စင်တို့ကြိုးစားပြီးတရားနာဖို့မလိုဘူးလားလိုတယ်ဒီနေ့ညဒုသူတော်စင်တို့နာရမယ်တရားကတော့မိဘနဲ့သာသမီတဲ့ပါတယ်လေမိဘနဲ့သာသမီပါဗျာမိဘနဲ့သာသမီဆိုလောကမှာမိဘတွေလည်းအများကြီးမရှိဘူးလားရှိပါတယ်ဗျာသာသမီတွေလည်းအများကြီးမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီမိဘတွေသာသမီတွေအများကြီးရှိတဲ့တဲကကြည့်လိုက်မယ်ဆိုရင်တချို့မိဘကနော်တာဝန်ဝတ္တရားကြည်ကြတယ်ဘာကြည်ကြတာဝန်ဝတ္တရားကြည်ကြတာဝန်ဝတတရားကြည်ကြည်နဲ့နေထိုင်တဲ့မိဘရဲ့အောက်မှာကြီးပြင်းရတဲ့သာသမီနဲ့တာဝန်မဲ့တဲ့မိဘရဲ့အောက်မှာကြီးပြင်းရတဲ့သာသမီတူနိုင်ရဲ့လားတူနိုင်ပါဘူးဗျာတာဝန်ရှိတာဝန်သိနဲ့ကိုယ့်ရဲ့သားဖြစ်တဲ့သမီးဖြစ်တဲ့ပုဂ္ဂိုလ်များကိုစနစ်တကျပြုစုပြောထောင်တဲ့ပုဂ္ဂိုလ်မျိုးကြတော့ဒုသူတော်စင်များငယ်တုန်းမှာပဲပင်ပန်းတယ်ပြောကြည့်ပါငယ်တုန်းမှာပဲပင်ပန်းတယ်ရှာရဖွေရကိုသားသမီးကိုကြွေးရမွေးရပညာသင်ပေးရကြောင်းထားပေးရကုန်ကြရတာတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါမျိုးတွေရှိပေမဲ့အသက်ရွယ်လေးတွေရလာတဲ့အခါသာသမီဖြစ်တဲ့ပုဂ္ဂိုလ်ကစာတတ်ပေတတ်ပညာတတ်စိတ်ထားလေးလည်းကောင်းတဲ့ပုဂ္ဂိုလ်လေးဖြစ်ပြီးတော့ကိုမိဘကိုပြင်ပြီးတော့ပြုစုဆောင်ရှောက်နေကြတာတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါမျိုးမိသားစုတွေလောကထဲမှာမတွေ့ရဘူးလားတွေ့ရပါတယ်ဗျာအဲ့ဒါမျိုးမိသားစုကိုတွေ့ရရင်လေဒုသူတော်စင်များဘဝသင်္ကန်းစာယူပြီးတော့ဒီမိသားစုများစိတ်ချမ်းသာစေရာကောင်းလိုက်တာငယ်စဉ်မှာမိဘကတာဝန်ကျေခဲ့ပြီးတော့အသက်ရွယ်တွေရလာတော့သာသမီကပြန်ပြီးတော့တာဝန်ကျေတော့မိဘရောသာသမီရောချမ်းချမ်းသာသာနဲ့နေရတယ်လို့သူတို့ဘဝလေးကြည့်ပြီးတော့အတုခိုးပြီးတော့ကိုယ့်ဘဝလေးပြင်သင့်တာရှိဘာလို့ပြင်ရမယ်ပြင်သင့်တာရှိပြင်ပြီးတော့လိုက်နာကျင့်သုံးစရာရှိလေဘာလို့လိုက်နာကျင့်သုံးရအဲ့ဒါမျိုးဘဝမှာနေတတ်ဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါမျိုးမိသားစုရှိသလိုတချို့မိသားစုသွားပြီးတော့ကြည်လိုက်ရင်မိဘဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းနေခြင်းသလိုနေလိုက်တာပဲဘာမှမျှော်လင့်ချက်လည်းမရှိမျှော်မှန်းချက်လည်းမရှိဒါမျိုးတွေမတွေ့ရဘူးလားတွေ့ရကြည်လိုက်ရင်တောက်လိုက်စားလိုက်မူးလိုက်ရမ်းလိုက်ပဲသာသမီလေးတွေရဲ့ရှေ့ရေးကိုဘာမှမျှော်တွေးထားတာမရှိဘူးငါအသက်ရွယ်ကြီးလာရင်ဒီသာသမီလေးတွေဘလို့ဖြစ်မလဲငါဘလို့ဖြစ်မလဲလို့လည်းစဉ်းစားတာမရှိဘူးအဲ့ဒါမျိုးရာစားဝါမျိုးစုရာစောင်းတာလည်းမရှိသာသမီကိုပြုစုပြောထောင်တာလည်းမရှိဒါမျိုးနေကြတာတွေမတွေ့ရဘူးလားတွေ့ရအဲ့ဒါမျိုးမိသားစုကြတော့တော်တော်ခတ်သွားဒုသူတော်စင်များမိဘကလည်းအရွယ်ကြီးသာသမီကလည်းစနစ်တကျပြုစုပြောထောင်ထားတာမဟုတ်တော့
တခါတလေသားသမီးကလည်းမိုက်မိုက်ရိုင်းရိုင်းမိဘကလည်းသူလန်းသူလျှောက်ပြီးတော့မပြေမလဲမိသားစုတွေလည်းမရှိဘူးလားရှိတယ်ဗျာအဲ့ဒါမျိုးတွေ့ရရင်လေတို့သူတော်စင်များတတိတွေတန်ဝေကတွေရှိဖို့ဖြစ်ဖို့လိုသလားမလိုဘူးလားလိုတယ်ဗျာဩသူ့ဘက်ကိုယ်ဘက်တာဝန်ဆိုတာရှိတာပဲမိဘကလည်းမိဘရဲ့တာဝန်သားသမီးကလည်းသားသမီးတာဝန်တွေမရှိဘူးလားရှိတယ်ဗျာမိဘကလည်းတာဝန်မဲ့တယ်သားသမီးကလည်းတာဝန်မဲ့တယ်ဆိုရင်အဲ့ဒီမိသားစုနေလို့ဆင်ပြေပါအောင်မလားပြေနိုင်တော့အေးအဲ့ဒါမျိုးဖြစ်လာရင်နှစ်ဖက်လုံးအကုသိုလ်မဖြစ်ဘူးလားဖြစ်တယ်မိဘလည်းသားသမီးအကြောင်းပြုပြီးတော့ဆဲရဆိုးရအော်ရဟေ့ရဒီဘက်ကသားသမီးကလည်းပဲအဖေပြန်ပြီးတော့တခါတလေမိဘကိုပြန်ပြီးတော့ပြောမိဆိုမိစော်ကားမိဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးတွေဖြစ်ရင်ဘဝတွေကမနစ်နာဘူးလားနစ်နာအဲ့ဒါကြောင့်မို့ဒုသူတော်စင်များမိသားစုလေးတွေနဲ့နေကြတဲ့နေရာမှာငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ရာအတွက်ဘယ်လိုလေးတွေနေမှငြိမ်းငြိမ်းချမ်းချမ်းဖြစ်မလဲဘယ်လိုလေးတွေလောက်ရမဲ့တာဝန်တွေရှိသလဲလို့ခေါင်းရှင်းရှင်းသိဖို့လိုသလားမလိုဘူးလားလိုတယ်ဒီနေရာမှာမိဘနှစ်ဦးဒီဘဝမှာလင်ရမယားရနဲ့လာပြီးတော့အခုဆုံကြတာတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါမျိုးကြုံညဆုံကြတာသည်စာပေနဲ့ကြည့်မယ်ဆိုရင်တော့တရား၄ပါးတူခဲ့ကြလို့လာဆုံတာတရားဘယ်နှပါးတရား၄ပါးတူခဲ့လို့ဒီဘဝမှာလာပြီးတော့ဆုံကြတာအဲ့ဒါဘာတွေလဲလို့ပြောရင်နံပါတ်1ကယုံကြည်မှုတူခဲ့ဆုံတယ်ဘဝခံယုံကြည်မှုတွေအရင်ဘဝကတူခဲ့တယ်ဆိုရင်ဒီဘဝမှာဘာဖြစ်ဆုံကြတယ်စပေတိုင်းပြောရင်တော့တရားတူရင်ဆုံတယ်ပေါ့ပြောကြည့်ပါတရားတူရင်ဆုံတယ်အဲ့လို့ဆိုတော့ယုံတယ်ယုံတော့ဆိုတော့ဘာတွေကိုယုံတာလဲလို့ပြောရင်ကံကိုယုံတယ်ကံရဲ့အကျိုးကိုယုံတယ်ပြောကြည့်ပါကံကိုယုံတယ်ကံရဲ့အကျိုးကိုယုံတယ်အဲ့ဒီယုံကြည်ချက်လေးနဲ့ဘဝကိုရှောက်လန်းတဲ့သူတွေမရှိဘူးလားရှိပါတယ်ဗျာအတူတူလက်တွဲပြီးတော့အရင်ဘဝတွေကလည်းကြုံခဲ့ဆုံခဲ့လို့ဒီဘဝမှာလည်းလာပြီးတော့ဆုံတာတဲ့အဲ့ဒါကိုယုံကြည်မှုတူရင်ဆုံတယ်တဲ့ပြောကြည့်ပါယုံကြည်မှုတူရင်ဆုံတယ်နောက်နံပါတ်2ကကြတော့ကိုချင်းသီလတူရင်လည်းပဲဆုံရတယ်တဲ့ပြောကြည့်ပါကိုချင်းသီလတူရင်လည်းဆုံရတယ်အေးဘဝကကိုချင်းသီလစောင့်တည်ခဲ့တာသူလဲစောင့်တည်ကိုလဲစောင့်တည်အတူတူစောင့်တည်ဒါမျိုးတွေမရှိဘူးလားရှိတယ်အဲ့ဒါမျိုးသီလတူခဲ့တဲ့ပုဂ္ဂိုလ်တွေဟာလဲတန်တရာမှာပြန်ပြီးတော့ဆုံတတ်တယ်တဲ့ဘယ်နှမျိုးရ2မျိုးရယုံကြည်မှုတူရင်ဆုံတယ်ကိုချင်းသီလတူရင်ဆုံတယ်နောက်နံပါတ်3ကကျတော့ပြီးကံစွန့်ကြဲမှုတူခဲ့ရင်လဲဆုံရတယ်ပြောကြည့်ပါဘေကံစွန့်ကြဲမှုတူကြအေးပေးတာကမ်းတာစွန့်ကြဲတာကျွေးတာမွေးတာအဲ့ဒါမျိုးကိုအတူတူလုပ်ခဲ့ကြတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒါမျိုးအတူတူလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာလေတန်တရာမှာပြန်ပြီးတော့ဆုံကြတယ်တဲ့ဘယ်နှမျိုးရ3မျိုးရယုံကြည်မှုတူရင်ဆုံတယ်ကိုချင်းသီလတူရင်ဆုံတယ်ဘေကံစွန့်ကြဲမှုတူရင်ဆုံတယ်ဘယ်နှမျိုးကဲနောက်တစ်မျိုးကကြတော့ပညာတူရင်လဲဆုံရတယ်တဲ့ပြောကြည့်ပါပညာတူရင်လဲဆုံကြအေးပညာတူကြတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိပညာတူတယ်ဆိုတာကတို့သူတော်စင်များဘယ်လိုပညာတုံးဆိုတော့အကောင်းအဆိုးကိုခွဲပြီးသိတဲ့ပညာပြောကြည့်ပါအကောင်းအဆိုးကိုခွဲပြီးသိတဲ့ပညာဒါကအဆိုးဒါကအကောင်းဒါကကုသိုလ်ဒါကအကုသိုလ်အဲ့ဒါမျိုးခွဲခြားပြီးတော့သိတတ်တဲ့ပညာချင်းတူတဲ့ပုဂ္ဂိုလ်တွေဟာလဲတန်တရာမှာပြန်ပြီးတော့ဆုံတတ်တယ်တဲ့ဘယ်နှမျိုး4မျိုးယုံကြည်မှုတူရင်ဆုံတယ်ကိုချင်းသီလတူရင်ဆုံတယ်ပြီးကံစွန့်ကြဲမှုတူရင်ဆုံတယ်ပညာတူရင်ဆုံတယ်ဘယ်နှမျိုးအေးစာပေတိုင်းပြောရင်တော့တရားသီလစကပညာပြောကြည့်ပါတ
တရားသီလစာကပညာဒီတရား၄ပါးအခြေခံတူလို့တို့သူတော်စင်တို့ဒီဘဝမှာလာပြီးတော့လင်ရမယားရဲ့မိဘနှစ်ပါးရဲ့လို့ဒီမှာလာပြီးတော့ဖြစ်ကြတယ်လို့သဘောပေါက်ဖို့လိုသလားမလိုဘူးလားလိုပါဗျာအဲ့လို့ဆိုတော့တို့သူတော်စင်များဒီတရားတွေအခြေခံပါခဲ့လို့လူလဲဖြစ်တယ်ဒီဘဝမှာလာပြီးတော့လေကြုံညဆုံညပြီးမိသားစုဘဝကိုရကြတော့အဲ့ဒီမိသားစုလေးตายာခြင်းနဲ့ဆိုရင်ဒီတရား၄ပါးကိုမေ့မပြစ်ဖို့လိုတယ်တရားဘယ်နှပါး၄ပါးလင်ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းတရားသီလစာကပညာအဲ့ဒါတွေကိုဒီဘဝမှာဆက်လုပ်ဖို့လိုသလားမလိုဘူးလားလိုပါဗျာဇနီးမယားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲတရားသီလစာကပညာဒီတရား၄ပါးဆက်လုပ်ဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒီတရားရှိမှဘုရားနန်းရောက်တရားနန်းရောက်တန်ခါနန်းရောက်တို့သူတော်စင်များဘာသာရေးလေးတွေလှုပ်ဖြစ်တယ်ဟုတ်တယ်မို့လားတရားတရားမရှိဘာသာရေးလှုပ်ဖြစ်ပါမလားလှုပ်ဖြစ်ပါဗျာနောက်တို့သူတော်စင်များသီလစောင့်တည်မှုလေးရှိမှညင်မှန်တာတို့နှိပ်စက်တာတို့ခိုးဝတ်တာတို့လိန်နာညာတာတို့အရက်သေးစာတောက်စားတာတို့မူရစေဝါသုံးဆွဲတာတို့သူတော်ဘာသားမယားပြစ်မစော်ကားတာတို့မလုတ်တဲ့လုပ်ငန်းတွေကိုတို့သူတော်စင်များဘယ်သူကထိန်းသီလကထိန်းဘာကထိန်းသီလကထိန်းအဲ့ဒီသီလလေးစောင့်တည်ထားရင်ဒါ၅ပါးသီလဒီသီလငါထိန်းထားတယ်ဒါတွေလွန်ကရောဇနီးအဲ့ဒီမိသားစုမตายရနိုင်ဘူးလားตายရနိုင်တယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်များတရားရှိမှမိသားစုตายရတာဘာရှိမှတရားရှိမှမိသားစုလေးตายရတာသီလရှိမှမိသားစုလေးตายရတာနောက်တို့သူတော်စင်များမိသားစုလေးတိဆောက်ထားရင်ချို့မိသားစုတွေ့လိမ့်မယ်မပေးမကမ်းနဲ့သိပြီးတော့ကစီနေဖြစ်ပြီးတော့သူတစ်ပါးလည်းမပေးရမကြွေးရကိုယ်တိုင်တောင်မစားရမသုံးရဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးဖြစ်နေတဲ့မိသားစုကိုကြည့်ရတာနဲ့ပေးကြကမ်းကြစွန့်ကြဲကြအတူတူအဲ့ဒီပုံစံမျိုးလုပ်နေတဲ့မိသားစုတူနိုင်ရဲ့လားမတူနိုင်ဘူးတို့သူတော်စင်များပေးတာကမ်းတာစွန့်ကြဲတာလေတက်နိုင်သမျှလုပ်ဖို့လိုတယ်ဒီဘဝမှာကိုယ့်ကိုပေးတာကမ်းတာတွေကြုံနေတာဒီအရင်ဘဝကသူတို့ဘာကိုကိုကပေးခဲ့ကမ်းခဲ့လို့ဟုတ်တယ်မို့လားမပေးမကမ်းခဲ့လို့ရှင်ဒီဘဝမှာဒါမျိုးနဲ့ကြုံမှုလွယ်ရဲ့လားမလွယ်ဘူးအဲ့ဒါကြောင့်မို့ကိုယ့်ဘဝလေးကိုတဘဝလေးတင်မကြည့်ဖို့လိုတာပေါ့ဟုတ်တယ်မို့လားယန္တာမဖြစ်မချင်းတန္တရာလေအောင်ပြောကြည့်ပါယန္တာမဖြစ်မချင်းတန္တရာလေအောင်အဲ့ဒါမျိုးလေကြတဲ့အပိုင်းမှာပေးကမ်းစွန့်ကြဲထားမှကိုယ့်ကိုလည်းပေးသူကမ်းသူရှိမှာဟုတ်တယ်မို့လားအဲ့ဒါကြောင့်ပေးတာကမ်းတာလေးတွေတက်နိုင်သမျှလုပ်ဖို့လိုသလားမလိုဘူးလားဦးဇင်းတို့ဘုန်းကြီးဘဝနေလေသူတို့ဘာကလူတာကိုဒီတိုင်းယူပြီးတော့ကိုကပြန်ပြီးပေးတာကမ်းတာမရှိအဲ့ဒီဘုန်းကြီးလည်းပဲတန္တရာဟုတ်တယ်မို့လားအဲ့ဒါကြောင့်သူရောကိုရောသူတို့ဘာလူတာကိုအလူလဲခံတယ်လို့ပြန်လဲပြီးတော့ကျွေးတာမွေးတာလဲလောက်ရတာတွေမရှိဘူးလားရှိပါဗျာခုဦးဇင်းတို့ကျောင်းနေမှာဆိုဦးဇင်းကကျောင်းတီထောင်ထားတာနော်ရင်တစ်ခေါက်ဒီမှာလာတော့မှကျောင်းတစ်လောက်မများသေးဘူးပေါ့ဦးဇင်းတီထောင်ထားတာက3ကျောင်းတီထောင်ထားတယ်နော်ဘယ်နှကျောင်းဦးဇင်းတီထောင်ထားတဲ့ကျောင်းတွေထဲမှာဦးဇင်းနေတာကဓမ္မဒရဝါဆိုကျောင်းတိုင်းဆိုတော့ကိုရင်လေးတွေကြီးတယ်မွေးထားအပ400ရှိတယ်နော်နောက်တစ်ကျောင်းတီထောင်ထားတာရှိတယ်မန္တလေးမှာပဲ62လမ်း28 29မှာတီထောင်ထားတာရှိတယ်အဲ့ဒါကြတော့ကောလိပ်တီထောင်ထားတာဓမ္မဒရဘာတန္တရကောလိပ်ဘာကောလိပ်ဓမ္မဒရဘာတန္တရကောလိပ်ဓမ္မဒရကောလိပ်ဆို languages ဆိုအဲ့ဒီမှာတော့ foreign language သင်ပေးတာနိုင်ငံခြားဘာသာစကားသင်ပေးတာအထူးအဖြင့်အင်္ဂလိပ်သင်ပေးတယ်တရုတ်နော် Chinese နဲ့ English နဲ့Foske နဲ့စနစ်တကျပြောတတ်ဆိုတတ်ရေးတတ်အောင်အဲ့ဒီမှာတခြားသင်ပေးတယ်အဲ့ဘက်မှာကျတော့ကျောင်းသား600ရှိတယ်ကိုရင်က200ရှိနော်200ရှိတယ်အဲ့ဒီကျောင်းတိုက်မှာကျတော့နောက်ကျောင်းတိုက်တစ်ခုကကျတော့မန္တလေးရဲ့တောင်ဘက်မှာကျောက်ဆယ်နန်းမှာတီထောင်ထားတာရှိတယ်အနောက်သာကရစံပြကြေးရောင်တရတော်ဓမ္မရတကျောင်းတိုက်သူကတော့တောရွာကနေကိုရင်လေးတွေပို့လိုက်ရင်အကျိုးမွေးတဲ့ကျောင်းတိုက်နော်ပရီစကူးပေါ့မူဂျိုတန်းလေးတွေထားတာအငယ်လေးတွေအဲ့ဒီကျောင်းမှာတစ်နှစ်ထား
ပြီးမှမန္တလေးကျောင်းကိုခေါ်တယ်နော်အဲ့ဒီကျောင်းမှာကျတော့ကိုရင်လေးတွေ100နီးပါးရှိအဲ့ဒါကြောင့်စုပေါင်းရင်ဦးစင်းကျောင်း900ရှိနော်ကိုရင်လေးတွေ900ရှိပြီးတော့အဲ့ဒါပြုစုပြုထောင်မှုလုပ်တာဦးဇင်းတို့လည်းတောကနေတက်လာပြီးတော့မြို့ပေါ်မှာရောက်ပြီးတော့စတ္တပိတ္တလေးတွေဖြစ်အောင်လုပ်ကြရတာမြို့ပေါ်မှာရောက်တော့ဦးဇင်းတို့ရောက်တော့အငယ်လေးရောက်သွားတာဦးဇင်းတို့9နှစ်သားမှာရောက်တာဘယ်နှစ်သား9နှစ်သားအခုဒုသူတော်စင်များဘယ်နှစ်လောက်ရှိမှထင်လဲဘယ်လောက်ရှိမှထင်50နဲ့တစ်နှစ်နော်ဘယ်နှစ်လဲ50နဲ့တစ်နှစ်50နဲ့တစ်နှစ်ရှိသွားသာသနာ့ဘောင်ရောက်တာ40နဲ့2နှစ်ရှိသွားတယ်ဘယ်လောက်ရှိသွား40နဲ့2နှစ်အဲ့ဒီ40နဲ့2နှစ်မှာပရမစာတင်နိုင်နေပြီးတော့တက်နိုင်သမျှစာလေးတွေလှုပ်တော့ဦးဇင်းတို့ဘွယ်လေးတွေရအောင်ယူကြတယ်ပေါ့နော်ဘွယ်လေးတွေဝိနည်းဝိတုဘွယ်သာသနာတက္ကသီလဓမ္မစရိယဘွယ်သာသနာတက္ကသီလမာရမစရိယဘွယ်သာသနာတက္ကသီလဓမ္မပါရဂုဘွယ် BA ဘွယ် MA ဘွယ် PhD ဒေါက်တာဘွယ်ဆိုပြီးတော့ဘွယ်လေးတွေယူပြီးတော့အဲ့ဒါတက္ကသိုလ်မှာစာပြတယ်ဦးဇင်းကအင်္ဂလိပ်စာဆရာနော်အင်္ဂလိပ်စာပြအင်္ဂလိပ်စာပြပြီးတော့အခုကျောင်းတိုက်လေးတွေထူထောင်ထားပြီးတော့နောက်ပိုင်းမှာဦးဇင်းကျောင်းထောင်ကနန်းထိမွေးဖို့လှုပ်ထားတာနော်ဦးဇင်းနေတဲ့ကျောင်းဆိုရင်1000လောက်ထိနေလို့ရအောင်ကျောင်းတိုက်တွေကိုလှုပ်ထားတယ်စောက်ထားတာတွေရှိနော်အဲ့ဒါမျိုးလေးတွေဒုသူတော်စင်များလှုပ်တာကအတိတ်ဘဝကသူတော်ဘာကိုပြီးခဲ့ကမ်းခဲ့လို့ကိုယ့်ကိုပေးသူကမ်းသူနဲ့ဒီဘဝမှာတွေ့ကြဟုတ်တယ်မဟုတ်လားဒါနမရှိတန်တရာမှာဆင်းရဲတယ်ပြောကြည့်ပါဒါနမရှိတန်တရာမှာဆင်းရဲယုံရဲ့လားဒုသူတော်စင်များအဲ့ဒါကြောင့်ပေးမှုကမ်းမှုစွန့်ကြဲမှုကတက်နိုင်သမျှတော့လုပ်ဖို့လိုတယ်ဒီဒေသမှာနေဒီဒေသနဲ့ပတ်သက်ပြီးတော့ဒီဒေသနဲ့ပတ်သက်ပြီးကံပါလာလို့ဒီမှာလာရောက်ကြဟုတ်တယ်မို့လားဦးဇင်းတို့ကတော့ရွှေဘိုနယ်ဘက်ပေါ့နော်စရောင်ဒုသူတော်စင်များလှတော်တို့ဝက်လက်တို့ကြားဘူးလားဦးဇင်းကစရောင်အဲ့ဒီစရောင်ကနေပြီးတော့အနောက်ဆင်းညောင်မင်းရှိကျေးရွာနော်အဲ့ဒီကနေပြီးတော့ဦးဇင်းတို့မြို့ပေါ်ကိုရောက်ကြတာဦးဇင်းတို့ကတော့အဲ့ဒီဒေသမှာသွားပြီးတော့လူဖြစ်ဆိုတော့အဲ့ဒီဒေသမှာလူဖြစ်နိုင်လောက်တဲ့ကုသိုလ်လုပ်ခဲ့လို့အဲ့ဒီသွားဖြစ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မို့ကိုယ်ဒေသကိုဖွင့်ပြိုးအောင်တိုးတက်အောင်လုပ်ဖို့လိုသလားမလိုဘူးလားလိုတယ်တို့သူတော်စင်တို့ကြိုးစားဖို့ဦးဇင်းတို့လည်းတက်နိုင်တယ်မြတ်ကိုယ့်ရွာကိုယ့်ဒေသတွေပဲကြိုးကြိုးစားစားနဲ့သာသနာတော်လဲကိုမရှိတဲ့နောက်ပိုင်းအထိဘယ်လိုသာသနာဖြစ်ကြံခဲ့မယ်ဆိုတာကိုယ့်ပေါ်မှာပဲမူတည်တာကိုပြုစုရင်ပြုစုသလောက်သာသနာကြံခဲ့ကိုကနေပြီးတော့လောကသားကိုကြက်ကြက်နာနာအုတ်မြစ်ကောင်းကောင်းချပေးခဲ့ရင်အဲ့ဒီလူငယ်ဟာတိုးတက်တဲ့လူငယ်တွေဖြစ်မှာမသေးကြဘူးလားသေးကြတယ်ဆိုလိုချင်တာကကိုညံ့ရင်အလုံးညံ့ပြောကြည့်ပါကိုညံ့ရင်အလုံးညံ့ဘယ်သူမှသွားပြီးလက်ညှိုးထိုးလို့ရရလားဘယ်သူကတော့ဘလို့ဖြစ်လို့ဘယ်သူကတော့ဘလို့အပြစ်ပုံချရတာကလွယ်တယ်ပြောကြည့်ပါအပြစ်ပုံချရတာလွယ်တယ်မလွယ်တာကတော့လုပ်ငန်းကိုအကောင့်ထဲဖော်ရတာကမလွယ်တာဟုတ်တယ်မို့လားအကောင့်ထဲဖော်တာကြတော့လုပ်ကြည့်ပေါ့ဘယ်လုပ်ငန်းလုပ်လို့ပြဿနာနဲ့ဘုနဲ့ဒစ်နဲ့မရှိဘူးလားရှိဘယ်လုပ်ငန်းလုပ်လို့ဂျုံတာပဲဘုန်းကြီးဝက်လဲဂျုံတာပဲလူဘဝနဲ့နေလဲဂျုံတာပဲဒါပေမဲ့ပြဿနာကလည်းများများဂျုံလေကောင်းလေကြာတော့လဲအရေးထူသွားတော့ဘာမှမဖြစ်တော့ဟုတ်တယ်မလားပြဿနာကစဂျုံလာတာဆိုရင်တော်တော်ဒုက္ခရောက်တယ်မနေတတ်မထိုင်တတ်ပေါ့အဲ့ဒါမျိုးဖြစ်သွားနောက်ပိုင်းတော့ဒုသူတော်စင်များဘဝကအရေးထူသွားလို့ရှိရင်ကိုယ့်ဘဝနဲ့ကိုယ်ရှောက်လန်းလို့မရဘူးလားရတယ်အဲ့ဒါကြောင့်မို့အလုတ်ကိုကြိုးစားလုပ်ရမယ်ပြဿနာကိုရင်ဆိုင်တတ်ရမယ်ပြောကြည့်ပါအလုတ်ကိုကြိုးစားလုပ်ရမယ်ပြဿနာကိုရင်ဆိုင်တတ်ရအဲ့ဒီပြဿနာကိုရင်ဆိုင်လို့အောင်မြင်သွားခြင်းသည်လူတော်ရဲ့လက္ခဏာဟုတ်တယ်မဟုတ်လားပြဿနာကိုကြောက်လို့အလုံးမလုံးရင်နောက်ကျကြံခဲ့မှာပေါ့ဟုတ်တယ်မဟုတ်လားဘာသာသာသနာနောက်ကျပြီးကြံခဲ့မယ်လူမျိုးနောက်ကျပြီးကြံခဲ့မယ်နိုင်ငံနောက်ကျပြီးကြံခဲ့မယ်မသေးကြဘူးလားသေးကြတယ်အဲ့ဒါကြောင့်မို့တက်နိုင်တယ်များတို့သူတော်စင်များကြိုးစားတဲ့သူတွေဖြစ်ပြီးတော့ရလာရင်လဲကိုယ်တိုင်လဲသုံးကိုယ်သားသမီးကိုလဲကိုယ့်တဲ့သားတဲ့သားသမီးဖြစ်အောင်ညှင့်တင်ကိုယ်ွယ်တဲ့ဘာသာသာသနာကိုလဲအောက်တမ်းမကြအောင်ထောက်ပံ့ဖို့အားပေးဖို့မလိုဘူးလားလိုတယ်အဲ့ဒါကြောင့်စာကရှိဖို့လိုတာပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ပကအသေးစိတ်ညာကသိတာပညာဆိုတာအသေးစိတ်သိတာကိုဘာလို့ခေါ်ပညာ
အသေးစိတ်သိတယ်ဆိုတော့ပြဿနာတစ်ခုဒုသူတော်စင်များမိသားစုမှာတခါလေစကားများရတာမရှိဘူးလားရှိပါဗျာအဲ့ဒါမျိုးစကားများတဲ့အခါပညာရှိတဲ့မိသားစုနဲ့ပညာမရှိတဲ့မိသားစုကတခြားစီပဲပညာမရှိတဲ့မိသားစုကကြတော့ဖြည့်ရှင်းဖို့မဟုတ်ဘူးဒုတ်ဆွဲဓာဆွဲနဲ့ဥရဆွဲဖို့ရလောက်တော့တာနော်ငါကတော့ဥအောင်ရိုက်ချလိုက်မှာပဲဥအောင်ခုတ်ချလိုက်မှာပဲဥအောင်ထစ်ချလိုက်မှာပဲတတ်ချလိုက်မှာပဲအဲ့ဒါဆိုရင်ဘာမရှိတဲ့မိသားစုပညာမရှိတဲ့မိသားစုကဒုသူတော်စင်များရိုက်ဖို့နှက်ဖို့နှိပ်စက်ဖို့ပဲကောင်းနေရှိတယ်ပညာရှိတဲ့မိသားစုကကြတော့အဲ့ဒီလိုမလာဘူးပြဿနာတစ်ခုတက်ရင်ငါမြန်အပြောမှားသွားတာလားသူကမြန်အပြောမှားသွားတာလားသူကဘာမှားသွားတာလဲငါဘာလှုပ်လိုက်လို့ဘလို့ဖြစ်သွားတာလဲအကြောင်းကျိုးကိုပြန်ဆင်ញင်ပြီးတော့သူကဒီလိုပြောတာမကြများပြင်လို့မရဘူးလားရအဲ့ဒါမျိုးနဲ့ဒုသူတော်စင်များစင်စင်စားစားမိသားစုကြတော့ကြာလေမိသားစုကตาရလေကြာလေမိသားစုကตาရလေအဲ့ဒါမျိုးမို့ပညာမဲ့တဲ့မိသားစုကတော့ဒဏ်ရာဒဏ်ချက်နဲ့ကြီးတယ်နော်ဘယ်နှကြည့်လိုက်အဲ့ဒါအမာရွတ်နဲ့ကြီးတယ်ဖြစ်ပြီးတော့ဒဏ်ရာဒဏ်ချက်တော်တော်များဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးရိုက်ကြနှက်ကြသွေးတန်ရဲရဲနဲ့အဲ့ဒါမျိုးဖြစ်ချို့လက်လွန်ချီလွန်ဖြစ်သေးကုန်တာတွေပါမရှိဘူးလားအေးအဲ့ဒါမျိုးတွေပါဖြစ်အဲ့ဒါကြောင့်မို့ပညာမဲ့မိသားစုမဖြစ်ဖို့ပြောကြည့်ပါပညာမဲ့မိသားစုမဖြစ်ဖို့လောကလူသားဆိုတာအမှားကင်းသူရှိရလားယောက်ျားလေးဖြစ်လေမှားတတ်တာပဲမိန်းကလေးဖြစ်လေမှားတတ်တာပဲအေးအဲ့ဒီအမှားကိုဒုသူတော်စင်များမှားရင်ကိုယ်တိုင်းမှားမြန်းသိရမယ်မှားပြီးရင်ပြင်နိုင်ရမယ်ဘာလို့ရမလဲပြင်နိုင်ရမှားပြီးရင်ဘာလို့ရပြင်နိုင်ရအဲ့ဒါမျိုးနဲ့တိဆောက်တဲ့မိသားစုကမตายရဘူးလားตายရအဲ့ဒါကြောင့်မို့ဒုသူတော်စင်များမိဘဆိုတာတာမန်လို့မအောင်မေးလိုက်ပါနဲ့တာဝန်ကြီးသလားမကြီးဘူးလားကြီးပါရဲ့အဲ့ဒါကြောင့်ကိုမိသားစုလေးကိုဥစည်းပြီးတော့မိဘရဲ့လို့ကိုကဖြစ်ရရင်လင်ရမရရဲ့လို့နေရလို့ရှင်ရင်တရား၄ပါးကိုလက်မလွတ်ဖို့တရားဘယ်နှပါး၄ပါးတရားသီလစာကပညာဘယ်နှမျိုး၄မျိုးအဲ့ဒီ၄မျိုးကိုကိုယ်တိုင်လင်းယောက်ျားဖြစ်ရင်လည်းလင်းယောက်ျားကလည်းကျင့်သုံးဇနီးမယားကလည်းကျင့်သုံးကိုသားသမီးလေးတွေလည်းဖရာတရားလုပ်အောင်တရားရှိအောင်သီလရှိအောင်စာကရှိအောင်ပညာရှိအောင်ပြုစုပြုထောင်ဖို့လိုသလားမလိုဘူးလားအေးအဲ့ဒါမျိုးဖြစ်နေတဲ့မိသားစုသည်လန်းလန်းဆန်းဆန်းနဲ့အကုန်ဖြစ်ပြီးတော့ဒုသူတော်စင်များရှေ့ကိုတရွေ့ရွေ့နဲ့တိုးတက်လာမှမသေးကြဘူးလားသေးကြလားခုဦးဇင်းတို့လူမျိုးမကြီးပွားဘူးဆိုတာယံဖြစ်နေရတာနဲ့အချိန်ကုန်တာဘာဖြစ်နေရယံဖြစ်နေရမိသားစုဖြစ်လဲဦးဇင်းတို့လူမျိုးကယံဖြစ်တော်တော်တန်တဲ့လူမျိုးဟုတ်တော့မလားအသင်းဖွဲ့လေးဖြစ်သွားရင်လည်းသိပ်မကြဘူးစကားကတော့ဖွဲ့စည်းထားလိုက်ရင်ဟာအမျိုးသားလေးတွေရောအမျိုးသမီးလေးတွေရောတက်တက်ကြွကြွနဲ့နောက်ပိုင်းအသင်းလေးအရှိန်ရလာပြီဆိုရင်ငါပါလို့ပါကွာငါသာမပါဘလို့ဖြစ်ငါလုံနေလို့ကငါသာမလုံရင်ဘလို့ဖြစ်ဆိုတော့အဲ့ဒါမျိုးဖြစ်ပြီးတော့နော်တူနဲ့တူသဘောထားကွဲလဲမှုတွေဖြစ်ပြီးတော့သူကတသင်းထောင်ကိုကတသင်းထောင်မြန်မာနိုင်ငံပါတီတွေကြည့်ပေါ့စုံနေတာမရှိဘူးလားရှိတယ်အဲ့ဒါမျိုးဖြစ်တာကလည်းအဲ့ဒါကတူနဲ့တူအဲ့လိုမတည့်ရနေထွက်သွားရင်းနဲ့များကုန်တာတွေမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မို့လဲပဲတလဲလဲနဲ့ဖြစ်နေတာမရှိဘူးလားရန်တော်တော်ဖြစ်တယ်ညှိနှိုင်းလို့ဆိုတာတော်တော်ခက်တဲ့လူမျိုးတော်တော်ကိုခေါင်းမာတဲ့လူမျိုးဟုတ်တယ်မဟုတ်လားခေါင်းမာသလားမမာဘူးလားကိုကောင်းကိုလည်းပြန်စမ်းကြည့်ဟုတ်လားနော်တော်တော်ခေါင်းမာတဲ့လူမျိုးအပြောကတ်အဆိုးကတ်ဒါမျိုးတွေမရှိဘူးလားနောက်မဟုတ်တဲ့နေရာဆိုရင်ပုံကြီးချဲပြီးတွေးသွားဟုတ်တဲ့နေရာဆိုမတွေးတတ်တော့ဘူးမှန်သလားမမှန်ဘူးလားအေးအဲ့ဒါမျိုးတွေဖြစ်ကြတဲ့အတွက်ကြောင့်ဒုသူတော်စင်များပြဿနာတွေ16000တက်တာမရှိဘူးလားအဲ့ဒါကြောင့်မို့တရားဘယ်နှပါးလက်ကင်ထား၄ပါးဘာတွေလဲတရားသီလစာကပညာအေးအဲ့ဒီတရားလေးတွေလက်ကင်ထားပြီးဘဝတွေကိုယုံဖို့ကံဖို့မလိုဘူးလားလိုပါတယ်ဗျာအေးမိသားစုကလင်းရမယားရဲ့ကညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင်ရှိမှသာသမီလေးတွေပေါ်မှာလဲဩဇာညောင်းတာဟုတ်တယ်မို့လားမိကလည်းတစ်မျိုးဖောက်ထွက်သွားပြီး3-4မျိုးဖြစ်ကုန်တာမရှိဘူးလားအဲ့ဒါမျိုးမညီညွတ်ရင်အဲ့ဒီမိသားစုတိုးတက်ဖို့လွယ်သေးလားလွယ်တော့အဲ့ဒါကြောင့်မို့ကိုကမြတ်မိဘအရွယ်မှာနေရရင်ကိုယ့်ရဲ့သားသမီးလေးတွေကိုဒုသူတော်စင်များသေသေးချာချာကြနပြုစုတတ်သူတွေဖြစ်ဖို့လိုသလားမလိုဘူးလားလိုတယ်
ကိုသားသမီးလေးတွေကပြုစုပြုထောင်တဲ့နေရာမှာသားသမီးက3မျိုးရှိတယ်တဲ့သားသမီးဘယ်နှမျိုး3မျိုးပါဗျာအဲဒီ3မျိုးတို့သူတော်စင်များမှတ်သားထားရနံပါတ်1ကအတိဇာတသားသမီးပြောကြည့်ပါအတိဇာတသားသမီးမိဘတဲ့ตาတဲ့သားသမီးပြောကြည့်ပါမိဘတဲ့ตาတဲ့သားသမီးတို့သူတော်စင်များလောကမှာဒါမျိုးတွေလည်းမတွေ့ရဘူးလားတွေ့ရပါတယ်ဗျာအေးမိဘတဲ့အဖက်ဖက်ကကိုအကုန်သားတယ်ကိုခြင်းတရားအပြင်လဲသားတယ်ပညာအပြင်လဲသားတယ်စီးပွားအပြင်လဲသားတယ်လှုပ်ဆောင်မှုအပြင်လဲသားတယ်မိဘမလှုပ်တတ်တာတွေကိုဘယ်သူကလှုပ်တတ်သားသမီးကလှုပ်တတ်တယ်သားသမီးလက်ထက်ရောက်သွားမှာအကုန်ကြီးပွားတိုးတက်သွားတယ်ဒါမျိုးတွေမရှိဘူးလားမိဘတဲ့သာလွန်ပြီးတော့ကိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ကိုခြင်းတရားတွေလည်းပိုကောင်းသွားပရိဟိတလုပ်ငန်းတွေလည်းပိုပြီးတော့လုပ်နိုင်သွားရက်ရွာလုပ်ငန်းတွေလည်းပိုပြီးတော့လုပ်နိုင်သွားဒါမျိုးသားသမီးတွေမရှိဘူးလားရှိတယ်အဲ့ဒါကိုဘာသားသမီးအတိဇာတသားသမီးမိဘတဲ့တာတဲ့သားသမီးပြောကြည့်ပါမိဘတဲ့တာတဲ့သားသမီးအဲ့ဒီသားသမီးမျိုးဖြစ်နေရင်တော့ဒုသူတော်စင်တို့အေးစီစီပဲဟုတ်တယ်မို့လားအေးကိုသားသမီးကကိုယ့်တဲ့သားနေတာဖြစ်တဲ့အတွက်ကြောင့်အဖက်ဖက်ကနေကိုအသက်တွေကြီးရင်လေကိုကိုပြန်လဲပြီးစောင့်ရှောက်မှမသေးကြဘူးလားသေးကြတယ်ကိုကအေးစီစီနေရလိမ့်မယ်အဲ့ဒါကြောင့်မို့ကိုယ့်တဲ့သားတဲ့သားသမီးဖြစ်အောင်အောက်ခြေကစကလေးကိုငယ်စဉ်ကစစနစ်တကျပြုစုခဲ့ဖို့ပြိုထောင်ခဲ့ဖို့မကောင်းတဲ့ဇယိုက်တွေကိုပြင်ခဲ့ဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါအတိဇာတသာသမီနောက်နံပါတ်2ကအနုဇာတသာသမီတဲ့ပြောကြည့်ပါအနုဇာတသာသမီအနုဇာတသာသမီဆိုတာကမိဘနဲ့ဓာန်တူတဲ့သာသမီပြောကြည့်ပါမိဘနဲ့ဓာန်တူတဲ့သာသမီအေးမိဘနဲ့ဓာန်တူတာတွေလည်းမရှိဘူးလားရှိတယ်မိဘခြေရလက်ရတိုင်းအကုန်လိုက်နိုင်တယ်မိဘရဲ့ကိုခြင်းတရားတိုင်းသာသမီကလည်းကိုခြင်းတရားကောင်းအောင်လိုက်နိုင်တယ်မိဘရဲ့ပညာတိုင်းသာသမီကလည်းပညာရေးကိုလိုက်နိုင်တယ်မိဘရဲ့လောကလူမှုရေးအလုပ်ကိုလုပ်တယ်လို့နောက်ကလည်းပဲသာသမီကလည်းလုပ်တယ်ဒါမျိုးတွေမရှိဘူးလားရှိတယ်အဲ့ဒါမျိုးထက်ချက်မကွာနောက်ကပါလာတဲ့သာသမီလေးတွေလည်းမရှိဘူးလားရှိတယ်အဲ့ဒါကိုစာပေတိုင်းပြောရင်အနုဇာတသာသမီတဲ့ပြောကြည့်ပါအနုဇာတသာသမီပေါင်းရင်ဘယ်နှမျိုးရ2မျိုးရအတိဇာတသာသမီအနုဇာတသာသမီနောက်နံပါတ်3ကကျတော့အဝဇာတသာသမီတဲ့ပြောကြည့်ပါအဝဇာတသာသမီပါမိဘရဲ့အဆင့်တန်းကိုမမီတော့တဲ့သာသမီတဲ့ပြောကြည့်ပါမိဘရဲ့အဆင့်တန်းကိုမမီတော့တဲ့သာသမီဒါမျိုးတွေလည်းမရှိဘူးလားရှိတယ်မိဘအဆင့်တန်းဘာမှမမီတော့မိဘကကိုခြင်းတရားကောင်းတယ်သူကြကိုခြင်းတရားဘာမှမရှိတော့မိဘကကိုခြင်းသီလနဲ့နေတယ်သူ့မှာကျတော့ဘာနဲ့မှမနေတော့ဒါမျိုးတွေမရှိဘူးလားနောက်မိဘကကျတော့ပညာရေးလေးဝါသနာပါတော့စာအုပ်စာပေလေးနဲ့ဒါမျိုးနေတယ်သူ့မှာဘာစာပေမှမရှိတော့တောက်တယ်စားတယ်မူတယ်ရန်တယ်ပတ်စံမရရင်မိဘကိုအမျိုးမျိုးဒုက္ခပေးတယ်ဒါမျိုးတွေမရှိဘူးလားရှိတယ်အဲ့ဒီပုံစံမျိုးနဲ့ဖြစ်တာကြတော့အဝဇာတသာသမီတဲ့ပါတယ်လေဝဇာတသာသမီအဲ့ဒီသာသမီကြတော့ကြောက်စရာကောင်းသွားတို့သူတော်စင်တို့ဘလောက်ရှာခဲ့သူ့လက်ထက်ရောက်ရင်အကုန်ပြောင်းမဲ့သာသမီဟုတ်တယ်မို့လားမြေထားခဲ့ရင်မြေကုန်မယ်ရွှေထားခဲ့ရင်ရွှေကုန်မယ်အကုန်ကုန်မှမသေးကြဘူးလားသေကြတယ်သူ့လက်ထက်ထဲရောက်အကုန်သုံးဖြုံပြရောင်းပြတာနဲ့အကုန်ကုန်မဲ့သာသမီဟုတ်တယ်မို့လားအဲ့ဒါကြောင့်ပေါင်းရင်သာသမီဘယ်နှမျိုးပြောကြည့်ပါအတိဇာတသာသမီအနုဇာတသာသမီအဝဇာတသာသမီအဲ့ဒီ3မျိုးတည်းကတို့သူတော်စင်များကိုအသက်ထင်ရှားရှိတုံးလေးမှာကိုယ့်ရဲ့သားလေးတွေသမီးလေးတွေကိုအတိဇာတဖြစ်အောင်အနုဇာတဖြစ်အောင်ပြုစုဖို့ဘာမဖြစ်အောင်လည်းပဲထိမ့်သိမ့်ပေးရအဝဇာတမဖြစ်အောင်ထိမ့်သိမ့်ဖို့လိုသလားမလိုဘူးလားအေးအဝဇာတလေးတွေခြံထားခဲ့ရင်တော့တို့သူတော်စင်များအဲ့ဒါဒုက္ခတွေပင်လယ်ဝေးပြီးတော့ကြံခဲ့မှမသေးကြဘူးလားသိပါပါဘူးအေးအဲ့ဒါသူ့လက်ထက်ထဲရောက်သွားရင်အကုန်လုံးဂုံသိက္ခာတွေညှို့နွမ်းပြီးတော့အကုန်သွားမှသေကြတယ်ပေါ့ဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့တို့သူတော်စင်တို့ကိုသားသမီးကိုအတိဇာတအနုဇာတဖြစ်အောင်ပြုစုကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါမျိုးပြုစုပြုထောင်ကြတဲ့နေရာမှာစာပေမှာမိဘကနေသားသမီးအပေါ်မှာ
နော်စနစ်တကျပြုစုပြောထောင်ပေးပြီးအတိဇာတအနုဇာတတွေဖြစ်ဖို့ရအတွက်လုံးရမဲ့တာဝန်ဝတ္တရား5မျိုးရှိတယ်တဲ့ဘယ်နှမျိုး5မျိုးပါဗျာအဲ့ဒီ5မျိုးဒုသူတော်စင်များမှတ်သားထားဖို့လိုတယ်နံပါတ်1ကပါပါနိဝါရင်တိတဲ့ပါတယ်လေပါပါနိဝါရင်တိအေးပါပါနိဝါရင်တိဆိုတာပါပါမကောင်းမှုမှနိဝါရင်တိတားမြစ်ကြကုန်၏တဲ့နော်ကိုသားသမီးလေးကိုဘာကနေတားမြစ်ပေးရမကောင်းမှုကနေတားမြစ်ရမယ်တဲ့ပြောကြည့်ပါမကောင်းမှုကနေတားမြစ်ရကိုသားသမီးကိုအရေးတကြီးကြီးနဲ့ကြည်နေဖို့လိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားကြည်နေပြီးတော့ကိုသားသမီးကမကောင်းတဲ့လမ်းဘက်ကိုလှမ်းပြီဆိုလို့ရှိရင်တော့ကိုကအချိန်မီသူ့ကိုတားဆီးဖို့လိုသလားမလိုလားလိုတယ်မကောင်းတာတွေလုပ်နေလဲတက်နိုင်သမျှသူ့ကိုအပြစ်တင်ကဲ့ရဲ့ပြီးတော့ကောင်းတဲ့လမ်းပေါ်ကိုပြန်တင်ပေးဖို့လိုသလားမလိုလားလိုတယ်အဲ့ဒါကြောင့်နံပါတ်1ကမကောင်းမှုကနေတားမြစ်ပေးရမယ်ပြောကြည့်ပါမကောင်းမှုကနေတားမြစ်ပေးရအဲ့လိုဆိုတော့လောကမှာကောင်းမှုဆိုတာလည်းရှိတယ်မကောင်းမှုဆိုတာလည်းရှိတယ်ဆိုတော့ဘယ်လိုလုပ်ငန်းမျိုးတွေကိုတို့သူတော်စင်များမကောင်းမှုလို့သတ်မှတ်တာလဲမကောင်းမှုဆိုတာဘယ်ချက်လက်တွေနဲ့ညီရင်မကောင်းမှုလို့ပြောတာလေလို့တို့သူတော်စင်တို့သိထားဖို့လိုသလားမလိုဘူးလားလိုတယ်မကောင်းမှုဆိုတာအချက်3ချက်နဲ့သတ်မှတ်တယ်အချက်ဘယ်နှချက်နဲ့3ချက်နံပါတ်1ကအပြစ်ရှိခြင်းပါတယ်လေအပြစ်ရှိခြင်းအပြစ်ရှိရင်အဲ့ဒါမကောင်းမှုပြောကြည့်ပါအပြစ်ရှိရင်မကောင်းမှုအေးအပြစ်ရှိတယ်ဆိုတာကဘယ်လိုအပြစ်ရှိတာလဲဆိုတာကာယကံနဲ့ပဲဖြစ်ဖြစ်ဝစီကံနဲ့ပဲဖြစ်ဖြစ်မနောကံနဲ့ဖြစ်ဖြစ်ထပြီးတော့တစ်ခုခုလှုပ်လိုက်လို့ရှိရင်ကိုထန်ဒီတဲ့နော်ပညာရှိတွေကဲ့ရဲ့ခြင်းတဲ့ပြောကြည့်ပါပညာရှိတွေကဲ့ရဲ့ခြင်းကိုကကာယကံနဲ့ဖြစ်ဖြစ်ဝစီကံနဲ့ဖြစ်ဖြစ်မနောကံနဲ့ဖြစ်ဖြစ်ထပြီးလှုပ်လိုက်ရင်ဘယ်သူတွေကကဲ့ရဲ့ကြပညာရှိသူတော်ကောင်းတွေကကဲ့ရဲ့ကြတာမင်းမို့ဒီလိုလှုပ်ရက်တယ်မင်းမို့ဒီလိုပြောထွက်တယ်မင်းမို့ဒီလိုစိတ်ကူးစိတ်ကံထားမိတယ်ဒါမျိုးအပြစ်တင်ကြတာတွေမရှိဘူးလားရှိတယ်အဲ့ဒါမျိုးအပြစ်တင်တဲ့လုပ်ငန်းဆိုရင်အဲ့ဒါကောင်းမှုလားမကောင်းဘူးလားမကောင်းဘူးအဲ့လိုဆိုတော့ဘယ်နှချက်ရ2ချက်ရနော်ပြောကြည့်ပါအပြစ်ရှိခြင်းပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်းနောက်နံပါတ်3ကကြတော့မကောင်းကျိုးပေးခြင်းတဲ့ဗါတယ်လေမကောင်းကျိုးပေးခြင်းအေးမကောင်းကျိုးပေးတယ်ဆိုတာအဟိတာယဒုက္ခယတံဝတ္တန္တိဆိုတော့ဒီဘက်ကမကောင်းတဲ့အကျိုးတွေတန်းစီပြီးတော့နောက်ကလိုက်သွားတာတွေမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မကောင်းကျိုးပေးခြင်းတဲ့ဗာပေးခြင်းမကောင်းကျိုးပေးခြင်းအဲ့ဒါတယောက်ယောက်တော့နော်မကောင်းတဲ့အကျိုးရပြီးကြံခဲ့တယ်မျက်ရည်ပေါက်ကြီးငယ်ရင်လည်းကြပြီးကြံခဲ့တယ်ဓမ္မမို့ရင်လည်းပဲဒဏ်ရာအနာတရားဖြစ်ပြီးတော့ကြံခဲ့တယ်ဓမ္မမို့ရင်အသက်ဆုံးရှုံးပြီးတော့ရင်လည်းကြံခဲ့ရတယ်ဒါမျိုးတွေမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မို့မကောင်းမှုဆိုတာဘယ်နှချက်နဲ့သတ်မှတ်3ချက်နဲ့အပြစ်ရှိခြင်းပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်းမကောင်းကျိုးပေးခြင်းတဲ့ဘယ်နှချက်3ချက်အဲ့ဒါကြောင့်ဒုသူတော်စင်များတခုခုကိုလှုပ်တော့မယ်ဆိုရင်3ချက်နဲ့ငါလှုပ်လိုက်တဲ့အလုပ်ဟာအပြစ်ရှိသလားကိုယ်ထိကြိုက်သလားသူ့ထိကြိုက်သလားပညာရှိမျက်လုံးနဲ့ကြည့်မယ်ဆိုရင်ကဲ့ရဲ့ွယ်ဖြစ်တာလားချီးမွမ်းွယ်ဖြစ်တာလားကြည့်ဖို့မလိုဘူးလားလိုတယ်နောက်အကျိုးတရားအနေနဲ့ကြည့်လိုက်ရင်ကောင်းကျိုးထွက်လာမှာလားဆိုးကျိုးထွက်လာမှာလားကြည့်ဖို့မလိုဘူးလားလိုတယ်အေးအဲ့ဒါမျိုးကြည့်လိုက်လို့ဒုသူတော်စင်များဒီ3ချက်နဲ့ညီးနေအဲ့ဒီလုံကမလုံတော့နဲ့တဲ့ရက်တန်းကရက်ဖို့လိုသလားမလိုဘူးလားလိုတယ်အပြစ်လည်းရှိတယ်ပညာရှိသူတော်ကောင်းကလည်းကဲ့ရဲ့တယ်မကောင်းကျိုးကလည်းပြီးတယ်ဆိုရင်ဒါမကောင်းတော့တာသိကြတယ်ဟုတ်တယ်မို့လားအဲ့ဒါမျိုးဒုသူတော်စင်များမကောင်းတဲ့လုပ်ရက်တွေကိုကိုသားသမီးလေးကစပြီးတော့လုံနေပြီဆိုရင်မိဘတာဝန်ကဘာလုပ်ပေးရတားမြစ်ပေးရမယ်တဲ့အဲ့ဒီမကောင်းတဲ့အလုပ်တွေဆိုတော့ဒုသူတော်စင်များမကောင်းတဲ့အလုပ်ကအများသိပြီးသားပါနော်မကောင်းတဲ့အလုပ်က10မျိုးတောင်ရှိတာဘယ်နှမျိုး10မျိုးတက်ဖြတ်နှိပ်စက်ညှဉ်းပန်းခြင်းတဲ့ပြောကြည့်ပါ
ကိုသားသမီးကအကောင်ပလောင်လေးတွေတတ်တာတို့နှိပ်စက်တာတို့ညှဉ်းပန်းတာတို့အဲ့ဒါမျိုးတွေလှုပ်လာရင်တို့သူတော်စင်များငြိမ်ထိုင်ပြီးဒီတိုင်းကြည့်နေလို့ရပါမလားမရဘူးပထမတရိစ္ဆာန်ပြီးသွားရင်လူဘက်ကိုတက်လာမှမသေးကြဘူးလားသေကြတယ်အဲ့ဒါမျိုးပြစ်မှုကြီးတွေကြီးကြီးမားမားမဖြစ်ခင်ကလေးကလမ်းညောကဒီမကောင်းမှုဘက်ကိုတတ်တာဖြတ်တာလေးတွေပဲပါလာတယ်ညှဉ်းပန်းတာနှိပ်စက်တာလေးတွေပါလာတယ်ဆိုရင်အချိန်မီပါလို့ဒါစီရကဲတခါတလေကျတော့သာသမီကခိုးတာဝတ်တာလေးတွေဖြစ်လာတာမရှိဘူးလားအိမ်ငါပစ္စည်းလေးတွေကိုခိုးတယ်မသိဘဲနဲ့ယူလာတယ်အဲ့ဒီပုံစံမျိုးလေးတွေဖြစ်လာတယ်ဆိုရင်တို့သူတော်စင်များဒါဟာမကောင်းတဲ့နော်ဘက်ကိုတဲနေတာမသေးကြဘူးလားသေးကြတယ်အဲ့ဒီအပြုတ်မှုလေးတွေမြင်ရရင်ကိုသာသမီကိုတည်တည်ချာချာခေါ်ပြီးတော့သားတို့သမီးတို့ဒီလိုမယူရဘူးယူမယ်ဆိုရင်အဖေမေကိုပြောပြီးမှနော်ယူရမယ်ဒါမျိုးလုပ်တာဟာခိုးတာပဲလို့လှုပ်ရက်ကိုလည်းကဲ့ရဲ့ပြစ်တင်ရှုံချပြီးတော့တို့သူတော်စင်များအချိန်မီတားဆီးပေးဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါမျိုးတို့သူတော်စင်များမကောင်းမှုလုပ်နေရင်ဘာလုပ်ရတားမြစ်ရမယ်အဲ့ဒါနှစ်မျိုးရနော်တပ်ဖြတ်နှိပ်စက်ညှဉ်းပန်းခြင်းသူတစ်ပါးပစ္စည်းကိုခိုးယူခြင်းနောက်သူတစ်ပါးသားမယားကိုပြစ်မှားစော်ကားခြင်းပြောကြည့်ပါသူတစ်ပါးသားမယားကိုပြစ်မှားစော်ကားခြင်းအရွယ်လေးတွေရောက်လာတဲ့အခါတခါတလေကြတော့ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့မှားမှားယွင်းယွင်းလေးတွေဖြစ်လာတာမရှိဘူးလားရှိတယ်အဲ့ဒါမျိုးပွေတဲ့ပုံစံမျိုးရှုပ်တဲ့ပုံစံမျိုးသူတစ်ပါးသားသမီးကိုဖြစ်လို့ဖြစ်စည်းပုံစံမျိုးအဲ့ဒီအပြုတ်မှုလေးတွေမြင်ရရင်လေအချိန်မီတားဆီးပေးဖို့လိုသလားမလိုဘူးလားလိုတယ်အချိန်မီမတားဆီးဘူးဆိုရင်နောက်ပိုင်းမှာအဲ့ဒီပြဿနာတွေနဲ့ပဲသူကနာမည်ပြက်အရှက်တကွဲအကျိုးနဲ့ဖြစ်ရမှာမသေးကြဘူးလားသေးကြတယ်အဲ့ဒီကြမှာဒုသူတော်စင်များအိမ်ထဲမှာပိတ်ထားတာတို့နော်ရိုက်ထုတ်တာတို့မောင်းထုတ်တာတို့အမွေပြက်စွန့်လွတ်တာတို့အဲ့ဒါမျိုးတွေလုပ်ရင်နောက်ကျသွားပြီဟုတ်တယ်မို့လားအဲ့ဒါကြောင့်ဘယ်နှမျိုးရ၃မျိုးရနော်ကဲနောက်တစ်ခုကကြတော့လိန်ညာပြောဆိုခြင်းပြောကြည့်ပါလိန်ညာပြောဆိုခြင်းကိုသားသမီးလှုပ်ရက်လေးတွေကြီးလိုက်လို့ရှိရင်အပြောလေးတွေပိုင်းကိုကြည့်ရင်လေအလိန်ညာလေးတွေပါလာတယ်တဲ့နော်လိန်ပြီးတော့ပြောတတ်လာတယ်ညာပြီးတော့ပြောတတ်လာတယ်အဲ့ဒါမျိုးအပြုတ်မှုလေးတွေတွေ့ရရင်လည်းပဲတို့သူတော်စင်များအချိန်မီတားဆီးဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါသေးသေးမွားမွားလိန်ညာကနေပြီးတော့နောက်ပိုင်းကြီးကြီးမားမားလိန်နဲ့လူလိန်မျိုးဖြစ်လာမှာမသေးကြဘူးလားလိန်ညာပြီးတော့စားတောက်တဲ့ပုဂ္ဂိုလ်မျိုးလိန်ညာပြီးတော့ဘဝကိုရှင်သန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာရင်သာသမီမကောင်းရင်ဘယ်လာမလဲမိဘကောင်းမယ်မိဘသည်လာမှာမသေးကြဘူးလားသေးကြတယ်ကဲဘယ်နှမျိုးရ၄မျိုးရကဲနောက်တစ်ခုကဂုံတိုက်ခြင်းတဲ့ပါတယ်လေဂုံတိုက်ခြင်းစကားပြောတာလေးတွေကြည်လိုက်လို့ရှိရင်ဂုံတိုက်တဲ့စကားလေးတွေပါလာတယ်ပေါ့နော်ဟိုဘက်ကိုတစ်မျိုးပြောဒီဘက်ကိုတစ်မျိုးပြောအဖေဘက်တစ်မျိုးပြောအမေဘက်တစ်မျိုးပြောညီကိုမောင်နှမဆိုရင်လည်းအကြီးတစ်မျိုးပြောအငယ်တစ်မျိုးပြောအဲ့ဒီပုံစံမျိုးနဲ့အပြောဆိုလေးတွေကကိုမိသားစုထဲမှာကြည်လိုက်ရင်ကအပြောဆိုလေးတွေကတစ်မျိုးဖြစ်လာရင်ရန်တိုက်ပြီးတဲ့လုပ်ရက်လေးတွေပါလာရင်အချိန်မီတားဆီးဖို့လိုသလားမလိုဘူးလားလိုတယ်အချိန်မီတားဆီးမှုမလုပ်ခဲ့လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကနောက်ပိုင်းအရွယ်ရောက်လို့အဖွဲ့အစည်းတစ်ခုခုတည်းရောက်သွားလဲရန်တိုက်တဲ့ဝါဒနာပါသွားတတ်တယ်ဟုတ်တယ်မဟုတ်လားသူရောက်သွားတဲ့နေရာပြဿနာတက်တာပဲတစ်ခုခုဖြစ်တာချို့ကြောင့်မို့နော်အဲ့ဒါမျိုးပုဂ္ဂိုလ်ဆိုရင်မင်းကတော့စူးလဲလို့ပါပဲလို့ပြောတာရှိနော်ဘာလဲတယ်စူးလဲပါဗျာတို့သူတော်စင်များစူးလဲကြီးမောင်းတာတွေ့ဘူးတယ်မဟုတ်လားကိုတောရွာမှာဆိုတော့ဦးဇနုဘတ်တွေတော့စူးတွေကိုခုတ်ပြီးတော့လဲနဲ့တင်ပြီးတော့ဟိုထယံအဖြစ်နော်ဒီဝင်းချံအဖြစ်ကာကြတာရှိတယ်စူးနဲ့အဲ့ဒါမျိုးစူးလဲမောင်းလာပြီဆိုရင်နဘေးလူကတော်တော်ဝေးဝေးကပေါ့ရှောင်ရတယ်နော်ဘာလို့လဲဆိုရင်စူးလဲကဘာဖြစ်တွေ့သမျှအကုန်ညိတာဟုတ်တယ်မဟုတ်လားနော်တွေ့သမျှအကုန်ညိတာအဲ့ဒီအတိုင်းပဲမင်းစူးလဲလို့ပဲဆိုသူရောက်သွားရင်ပြဿနာတက်တော့တာပဲဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်ဒုသူတော်စင်များကိုသားသမီးကအဲ့ဒါမျိုးဂုံတိုက်တဲ့အပြောဆိုလေးတွေပါလာရင်လေအချိန်မီမိဘကဘာလို့တားဆီးရမယ်တားမြစ်ပေးဖို့မလိုဘူးလားလိုတယ်ကဲနောက်တစ်ခုကကြတော့ကြံញံထန်ထန်ပြောဆိုခြင်းတဲ့ပါတယ်လေတချို့ကနှုတ်ကြမ်းအာကြမ်းလာတာမရှိဘူးလားဆဲတာဆိုတာလေးတွေဖြစ်လာနော်အဲ့ဒါမျိုးဆဲတာဆိုတာလေးတွေအပြောကြမ်းတာလေးတွေအဲ့ဒီပုံစံမျိုးဖြစ်လာရင်ကိုကငယ်ငယ်ကလေးက
သေးသေးချာချာဟိုပြင်ပေးလိုက်ဖို့လိုတယ်ပေါ့မပြင်မဲနဲ့တခါတလေမပီကလာစဆဲတယ်ဆိုရင်မိဘကပါသဘောကျပြီးတော့နေတာရှိနော်နဗီဆဲရင်တော့သဘောတွေကျပြီးကိုယ်ပြန်ဆဲမှာပဲလူယုံမှာဖြစ်သွားရင်မကြိုက်သေးဟုတ်တယ်မလားအေးအဲ့ဒီပုံစံမျိုးနဲ့ဆဲတာဆိုတာလေးတွေဆိုရင်လည်းဂယုစိုက်ဖို့လိုသလားမလိုဘူးလားလိုတယ်အေးဦးဇင်းတို့သာသနာတက္ကသိုလ်မှာတခါကြုံမှုတာရှိတယ်သာသနာတက္ကသိုလ်ကနဗီကနေပြီးတော့ဆွန်းလာပြီးတော့ကတ်ကြတာဆိုတော့အဲ့ဒါဆွန်းလာပြီးကတ်တဲ့ပုံကိုယ်လေးရှိရင်တန်ဃာတွေကတန်းစီပြီးတော့စွန်သာတုံးခောက်လိုက်လို့ချင်းတန်းစီပြီးတော့အဲ့ဒါလမ်းကနေကြွရရှေ့ဆုံးကနေအဲ့ဒီသာသနာတက္ကသိုလ်တစ်ခုလုံးကိုအုပ်ချုပ်တဲ့ပါချုပ်ဆရာတော်ပေါ့နော်ဆရာတော်ကြီးကရှေ့ဆုံးကနောက်ကစာချဘုန်းကြီးတွေအဲ့ဒီရဲ့နောက်ကစာသင်သားတွေနဲ့အဲ့ဒါတန်ခါ400လောက်တန်းစီပြီးတော့စွန်သာကျောင်းကိုကြွကြတာတရက်ရောက်တဲ့အခါကျတော့အလူရှင်မိသားစုတွေကကလေးလေးနော်တယောက်ပါလာတယ်အဲ့ဒီကလေးလေးယောက်ျားလေးတိုက်ပုံလေးနဲ့နော်ပစိုးလေးနဲ့ဝိထားတော့လှလှပပလေးဖြစ်နေတော့ရှေ့ဆုံးကသွားတယ်ပါကျုပ်ဆရာတော်ကြီးကခေါင်းသွားပြီးကင်လိုက်တာကလေးကငါကင်တုတ်လွတ်လိုက်အဲ့ဒါကလေးကငါကင်တုတ်လွတ်လိုက်တော့အဲ့ဒါဘုန်းကြီးကပြောလို့မဆုံးအဲ့ဒါစာချတော့ကြတော့လေပြန်ပြီးဩဝါဒပေးတယ်ရှင်ဘုရားများကလေးလေးတွေများနော်ချစ်စရာဆိုပြီးတော့သွားပြီးခေါင်းနေပါရီများမပုတ်လိုက်နဲ့မနက်ကဆွမ်းတကာတွေကပါလာတဲ့ကလေးတပြီးတော့ခေါင်းသွားပုတ်တာငါကင်တုတ်လိုက်လို့ဗျာအဲ့ဒါဆရာတော်ကအဲ့ဒါမျိုးဩဝါဒပေးအဲ့ဒါကြောင့်ဒုသူတော်စင်များကိုသားသမီးကအရေးရဲ့အကြောင်းရဲ့ကျမှပါဇက်လိုက်ပိတ်နေရရင်မဟုတ်တော့မလားအေးအဲ့ဒါကြောင့်မို့အဲ့ဒါမျိုးမပိတ်ရလေအောင်စောစောစီးစီးကလေးကကိုသားသမီးကိုဆုံးမထားဖို့ပြင်ဆင်ထားဖို့သွန်သင်ထားဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါကြောင့်မို့ကြံ့ကြံ့ထန်ထန်ပြောဆိုခြင်းတဲ့ကဲအဲ့ဒါပြန်ပြီးတော့ကြည်လိုက်လို့ရှိရင်တက်ဖြတ်နှိပ်စက်ညှဉ်းပန်းခြင်းသူတော်ဘာပစ္စည်းကိုခိုးယူခြင်းသူတော်ဘာသားမယားကိုပြစ်မှားစော်ကားခြင်းလိန်ညာပြောဆိုခြင်းဂုံတိုက်ခြင်းကြံ့ကြံ့ထန်ထန်ပြောဆိုခြင်းကဲနောက်တစ်ခုကအကျိုးမရှိတဲ့စကားကိုပြောဆိုခြင်းပြောကြည့်ပါအကျိုးမရှိတဲ့စကားအတင်းဖြင်းစကားပေါ့တခါတလေလည်းပဲစကားလေးတွေလာလို့ကြည်ဆိုကြည်တော့ကအချိန်ကအလောက်မကြာဘူးပြောတဲ့အချိန်ကဘိုးကြာဒါမျိုးမရှိဘူးလားလုပ်ငန်းကလုပ်ရတော့မှပြောလို့ကမပြီးဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးဖြစ်လာရင်လည်းပဲတတိပေးဖို့လိုသလားမလိုဘူးလားအနုမို့စဉ် तू တွေ့လာတာမှန်သမျှအကုန်ကြည့်မြင်လာတာမှန်သမျှပြန်ဖောက်တဲ့ချတာနဲ့ကျန်တဲ့လုံကမလုပ်ဖြစ်တော့ဘူးအဲ့ဒီကနေပြီးတော့ဘယ်တဲ့ရောက်တော့ဆိုအတင်းဖြင်းပြောတတ်တဲ့တဲ့ကိုရောက်သွားဘယ်တဲ့ရောက်အတင်းဖြင်းပြောတတ်တဲ့ရောက်ဒုသူတော်စင်များအတင်းဖြင်းကလည်းပဲမပြောတတ်ခင်ကလေးကကိုကနေတတ်ဖို့လိုတာပေါ့သူကလည်းအရှိန်ရသွားရင်လွယ်ရလားသူကလည်းအတင်းဖြင်းပြောတာကလည်းအရှိန်ရသွားတယ်ဆိုရင်သူရောက်လာရင်တန်းစကားတော့ကြားပြီးပြီလားမသိဘူးအဲ့ဒီကနေစလိုက်တာအတော်နဲ့မပြီးတော့ဟုတ်တော့မလားအဲ့ဒါသူကြားခဲ့တဲ့ဟာတွေမှန်သမျှအကုန်ပြောပြီးတော့အစပြောကြတာကအဲ့ဒါမျိုးနောက်ပိုင်းအရှိန်ရသွားလို့အတင်းဖြင်းပြောတာရင့်ကျက်သွားတဲ့လူကြတော့လက်ဖက်တုပ်တွေရင်နွေးတွေနဲ့ဖြစ်သွားတယ်ဟုတ်လားလက်ဖက်တုပ်ပွဲပါချပြီးရင်နွေးပွဲပါချပြီးတော့အကြီးကျယ်ပြောရတဲ့ပါပါဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးအဆင့်ဆိုရင်ဖြက်ရတော်တော်ခက်အရက်ဖြက်ရတဲ့တောင်ပိုခတ်သွားတယ်နော်အဲ့ဒါမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့အတင်းဖြင်းပြောတာလည်းပဲလေ့ကျင့်မလုပ်ဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါကြောင့်မို့အကျိုးမရှိတဲ့စကားကိုပြောဆိုခြင်းအဲ့ဒါမျိုးပြောလာရင်လည်းအချိန်မီတားဆီးပေးရမယ်တဲ့ပေါင်းရင်9မျိုးရဘယ်နှမျိုးကဲနောက်တစ်မျိုးကကြတော့သူတော်ဘာပစ္စည်းကိုအချောင်ရအောင်ကြံစီခြင်းတဲ့ပြောကြည့်ပါသူတော်ဘာပစ္စည်းကိုအချောင်ရအောင်လက်ကြောတင်းတင်းတော့အလုတ်ကမလုပ်ဘူးသူတော်ဘာပစ္စည်းကိုတွေ့တဲ့ဟာကိုဘယ်လိုဆိုရင်တော့အလကားရဘယ်လိုဆိုရင်တော့အချောင်ရအဲ့ဒါတွေလက်ပတ်ပြီးကြမ်းလာပြီးပြောလာပြီးဆိုရင်လည်းမဟုတ်တော့ဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးအတွေးကြံတွေကလည်းလူတယောက်ရဲ့စိတ်ဓာတ်ကိုပျက်စီးစေတယ်အဲ့ဒါကြောင့်ဒုသူတော်စင်များအဲ့ဒီအတွေးမျိုးအဲ့ဒီအပြောမျိုးအဲ့ဒါမျိုးအကြံစီမျိုးတွေကိုဒုသူတော်စင်တို့တွေ့မြင်လာရရင်လည်းအချိန်မီပါလို့တားဆီးရမယ်ကဲနောက်တစ်ခုကသူတော်ဘာဘဝကိုဖြက်လို့ဖြက်စည်းကြံစီခြင်းတဲ့ပြောကြည့်ပါသူတော်ဘာဘဝကိုဖြက်လို့ဖြက်စည်းကြံစီခြင်းသူတော်ဘာဘဝဖြက်လို့ဖြက်စည်းဆို
ချို့ကသူတို့ဘာကြီးပွားတိုးတက်တာကိုကြည့်မရမြင်မရဒါမျိုးတွေမရှိဘူးလားရှိတယ်သူတို့ဘာကကြီးပွားတိုးတက်တယ်သူကထိုင်ပြီးတော့စိတ်မကောင်းဖြစ်နော်သူတို့ဘာကြီးပွားတိုးတက်သွားလေလေသူကမနေနိုင်မထိုင်နိုင်ဖြစ်လေအဲ့ဒါမျိုးကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်နဲ့လမ်းမှာတွေးလိုက်ရင်ကိုမျက်စိပြက်မျက်နှာပြက်ဖြစ်ပြီးမဲကားရွဲကားဗတ်တိုက်ကားဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးတွေဒုသူတော်စင်များဖြစ်လေဘာမှလည်းသူစီကရတာမဟုတ်ဘဲနဲ့အချောင်အကုသိုလ်ရတာဟုတ်တယ်မဟုတ်လားအေးအဲ့ဒါမျိုးတွေးတဲ့ပုဂ္ဂိုလ်ကိုတစ်ဖက်သားကနေပြီးတော့မင်းအဲ့ဒါမျိုးမဲ့တာရွဲတာတော်တော်ရွဲတတ်တာပဲရော့1000ရော့2000ပတ်စံပေးသွားတာရှိလားအေးဘယ်သူမှဘာမှပေးသွားတာမလို့အချောင်အကုသိုလ်ပဲကိုရလိုက်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မို့သူတစ်ပါးဘဝကိုဖြက်လို့ဖြက်စီးအဲ့ဒါမျိုးအကျဉ်းစီမျိုးလေးတွေဖြစ်လာရင်လည်းအချိန်မီပါလို့တားဆီးပေးရမယ်ကဲနောက်ဆုံးတစ်မျိုးကတော့အမြင်အယူလွဲမှားခြင်းတဲ့ပြောကြည့်ပါအမြင်အယူလွဲမှားခြင်းပါအေးသာသမီကတဖြည်းဖြည်းနဲ့ဘာသာမဲ့ခြင်းတလို့ဖြစ်လာနော်ဖရာလည်းမယုံတော့တရားလည်းမယုံတော့သံဃာလည်းမယုံတော့ဘာသာရေးလုပ်ငန်းလည်းဘာမှမလုပ်တော့ဘူးကံလည်းမယုံတော့ဘူးကံရဲ့အကျိုးလည်းမယုံတော့ဘူးအဲ့ဒီပုံစံမျိုးချိုးလာပြီဆိုရင်လည်းစောစောစီးစီးတို့သူတော်စင်များထိမ့်သိမ့်ဖို့လိုသလားမလိုဘူးလားအေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များကိုယ့်ရဲ့သားသမီးလေးတွေနဲ့ပတ်သက်လို့မိဘမှာအပြည့်အဝတာဝန်ရှိတယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ကိုသားသမီးနဲ့ပတ်သက်ပြီးတော့သားသမီးကိုတော်တဲ့ရိုးသားတဲ့ဖြောင့်မတ်တဲ့နော်သားလေးတွေသမီးလေးတွေဖြစ်စေခြင်းနဲ့ဆိုရင်ပထမဦးဆုံးကမကောင်းမှုကတားမြစ်ပေးရမယ်တဲ့ပြောကြည့်ပါမကောင်းမှုမှတားမြစ်ပေးရပြောကြည့်ပါဦးဗါတယ်လေမကောင်းမှုမှတားမြစ်ပေးရအချိန်မီတားမြစ်ဖို့လိုသလားမလိုဘူးလားလိုတယ်ကဲနောက်နံပါတ်2ကကြတော့ကလျာဏီနိဝေသင်တိဗါတယ်လေကလျာဏီနိဝေသင်တိအေးကလျာဏီနိဝေသင်တိဆိုတာကလျာဏီကောင်းမှု၌နိဝေသင်တိရှင်စေကြကုန်၏တဲ့ကောင်းမှုတရားနဲ့ပတ်သက်ပြီးတော့လမ်းညွှန်ပေးရမယ်တဲ့ပါတယ်လေကောင်းမှုတရားနဲ့ပတ်သက်ပြီးတော့လမ်းညွှန်ပေးရဆိုလိုလမ်းညွှန်ပေးရမယ်တဲ့ကောင်းတဲ့နေရာတွေကျတော့လမ်းညွှန်ပေးဖို့လိုသလားမလိုဘူးလားကောင်းတဲ့နေရာတွေဆိုဒုသူတော်စင်များကောင်းတဲ့နေရာလမ်းညွှန်တဲ့အပိုင်းမှာတော့နော်ကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လို့လမ်းညွှန်တာတော့အနာရဘိန်တထေးကနာမည်ကြီးပြီးတော့ကိုကြံခဲ့တယ်ဘယ်တထေးလဲအနာရဘိန်တထေးအေးအနာရဘိန်တထေးကြားဘူးတယ်မို့လားဘယ်ကျောင်းတကာလဲဇေတဝန်ကျောင်းတကာပြောကြည့်ပါဦးဘာကျောင်းတကာဘာကျောင်းတကာလဲဇေတဝန်ကျောင်းတကာဇေတဝန်ကျောင်းတော်ကြီးကိုဆောက်လုပ်သွားတဲ့ကျောင်းတကာကြီးအနာရဘိန်ကသာသမီ9ယောက်ရှိသာသမီဘယ်နှယောက်အေးသူသားသမီးတွေကိုပြုစုပြုထောင်မှုကတော်တော်ကိုလေးစားလောက်တယ်ပေါ့နော်ပြုစုပြုထောင်မှုသိပြီးတော့ကောင်းတယ်သူကိုယ်တိုင်လည်းကြီးပွားချမ်းသာတိုးတက်တဲ့ပုဂ္ဂိုလ်တထေးမွေးလာတဲ့သားသမီးလေးတွေကိုလည်းတထေးသားသမီးတွေမျိုးဒီတိုင်းနော်ထားတာမဟုတ်ဘူးပေါ့သူသားသမီးလေးတွေလည်းပဲငယ်စဉ်မှာပညာသင်ပေးတယ်အသက်ရွယ်ရလာတော့စီးပွားရေးတွေထဲတယ်နောက်ဘာသာရေးတွေကိုလှုပ်ခိုင်းတယ်သူကိုယ်တိုင်လည်းပဲသောတာပန်တည်ထားတဲ့ကျောင်းတကာဘာတည်ထားတာသောတာပန်တည်ထားတဲ့ကျောင်းတကာအေးသောတာပန်တည်ထားတဲ့ကျောင်းတကာဆိုတော့သူသားသမီးတွေနဲ့ပတ်သက်ပြီးတော့ဘာသာရေးလေးတွေလှုပ်ခိုင်းပုံလေးပြောတယ်နော်သူသားသမီး9ယောက်ရှိတဲ့ကအကြီးဆုံးကမဟာသုဘဒ္ဓတဲ့ဘယ်သူတဲ့မဟာသုဘဒ္ဓအဲ့ဒီမဟာသုဘဒ္ဓသူကအကြီးဆုံးအရွယ်ရောက်လာတဲ့အခါသူ့ကိုစီးပွားရေးတွေဘက်မှာလည်းကြီးကြပ်ခိုင်းဘာသာရေးလုပ်တဲ့နေရာမှာသူ့အိမ်ကအမြဲတမ်းတန်ခါ900ပင့်ပြီးတော့ဆုံးကတ်တာဆိုတော့အဲ့ဒီချက်တဲ့ပြုတ်တဲ့ကဏ္ဍမှာဒီမဟာသုဘဒ္ဓကအကြီးအကဲလုပ်ပြီးတော့ချက်ရေးပြုတ်ရေးကိုညွှန်ကြားပေးပြီးတော့ပြင်ဆင်ရန်တန်ခါများလာရင်ဆုံးကတ်ပြီးသွားလို့ရှိရင်အဲ့ဒီရန်နေဟောတဲ့တရားကိုနာကြားအဲ့ဒီပုံစံမျိုးနဲ့နေတိုင်းလုပ်ရတယ်အဲ့ဒါမျိုးလုပ်ရင်းနဲ့မဟာသုဘဒ္ဓကသောတာပန်အရိယာဖြစ်သွားတယ်တဲ့ဗာရိယာသောတာပန်အရိယာဖြစ်သွားတယ်သူအဲ့ဒီအဆင့်ရောက်သွားတော့နောက်ထပ်သမီးတစ်ယောက်အလဲရောက်လာသုလသုဘဒ္ဓဘယ်သူတဲ့သုလသုဘဒ္ဓသူ့ကိုလည်းဒီတိုင်းပဲမြင့်တင်ပေးတယ်နော်စီးပွားရေးလည်းလုပ်ခိုင်းတယ်ဘာသာရေးဘက်မှာလည်းခုနကတော့ချက်တာပြုတ်တာတွေကြီးကျက်မှုလုပ်ငန်းတွေလုပ်ခိုင်းတယ်
အဲ့ဒါမျိုးလောက်ခိုင်းပြီးတော့ပြီးရင်ဆုံးကပ်ပြီးရင်တရားနာသူလည်းပဲနောက်ပိုင်းသောတာပန်ဖြစ်သွားတယ်ဘယ်နှယောက်ရ2ယောက်ရမဟာသုဘရာရဲ့သုလသုဘရာနောက်တစ်ယောက်ကသုမနာတဲ့ဘယ်သူတဲ့လဲသုမနာအဲ့ဒီသုမနာအလဲရောက်တော့ဒုသူတော်စင်များသူလည်းပဲဒီတိုင်းပဲစီပွားရေးရောဘာသာရေးရောအဲ့ဒါမျိုးလောက်ခိုင်းတယ်အဲ့ဒါမျိုးလောက်ခိုင်းတဲ့နေရာမှာသူကျတော့တဆင့်တောင်ပိုသွားတယ်အမ2ယောက်ကသောတာပန်သူကကျတော့တက္ကရာဂံဆိုတော့ဒုတိယအရိယာအဆင့်မှာရောက်သွားတယ်ဘယ်နှယောက်ရ3ယောက်ရကဲနောက်တစ်ယောက်ကတော့ယောက်ျားလေးကာလတဲ့ဘယ်သူတဲ့လဲကာလအဲ့ဒီကာလကကျတော့တော်တော်ပြုပြင်ယူရတာဒုသူတော်စင်များသူကကျတော့မိဘကချမ်းသာတော့မိဘရဲ့ပစ္စည်းကိုသုံးလိုက်ဖြုံးလိုက်သွားလိုက်လားလိုက်တငယ်ချင်းအပေါင်းအသင်းတွေနဲ့နေလိုက်အဲ့ဒီပုံစံမျိုးနဲ့သူကဖြစ်အဲ့လိုဖြစ်နေတာကိုဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကကြည့်ငါသားကငွေသိပ်ပြီးတော့ကြိုက်တယ်ငွေသိပ်ပြီးတော့မတ်တယ်ငါသားကသုံးတာဖြုံးတာကြီးတယ်အဲ့ဒါကိုကြည့်နေပြီးတော့ဒီသားဖြစ်တဲ့ပုဂ္ဂိုလ်ကိုနော်သူမြင်ရပြီးခံစားရတာကငါလိုပုဂ္ဂိုလ်တယောက်ရှိရနဲ့ငါသားသမီးဒီလိုဖြစ်ရမယ်ဆိုရင်ဒါမတန်ဘူးဒီလိုနေထိုင်သွားပြီးအပေပုံများရောက်သွားမယ်ဆိုရင်ငါတာဝန်မကြီးတဲ့မိဘဖြစ်လိမ့်မယ်အဲ့လိုဆိုတော့ငါသားလေးကိုဒီတိုင်းပြစ်ထားလို့တော့မဖြစ်ဘူးဆိုတော့သူ့သားကာလကိုခေါ်ပြီးတော့ပြောတယ်ငါသားမင်းဖះเจ้าသွားပြီးတော့သီလဆောက်တည်ပါလားမင်းအဲ့ဒါမျိုးဆောက်တည်ရင်တစ်ချိန်သီလဆောက်တည်ရင်အဖေကငွေ100ပေးမယ်အဲ့ဒီခေတ်ကငွေ100ဆိုတော့တော်တော်များတာပေါ့နော်အဲ့ဒါမျိုးဆိုတော့အဖေတကယ်ပြောတာလားဟိုက100ဆိုတော့သဘောကျပြီးတော့အဲ့ဒါသီလသွားပြီးဆောက်တည်တဖြည်းဖြည်းနဲ့အဲ့ဒီသီလဆောက်တည်တာကြားလာတော့တဆင့်တက်တယ်ငါသားဖះစီသွားပြီးတော့တရားနာပါလားတရားနာပြီးရင်အဖေကိုပြန်ပြောဘာဟောတယ်ဆိုတာပြန်ပြောနိုင်ရင်အဖေက1000ပေးမယ်တဲ့နော်ငွေ1000ဆိုတော့100တောင်သဘောကျတဲ့သားဆိုတော့1000ဆိုတော့တော်တော်ကိုသဘောကျအဖေတကယ်ပြောတာလားတကယ်ပြောတာဆိုရင်ကျုပ်သွားနာပြီးအဖေပြန်ပြောပြမယ်အဲ့ဒါနဲ့တင်ဘုရားကျောင်းသွားပြီးတရားနာတာနော်တရားနာတော့တရားကတစ်ချိန်မှနာဘူးတဲ့လူမဟုတ်တော့တရားပွဲတာပြီးသွားတယ်ဘာမှမမှတ်မိလိုက်ဘူးနော်အဲ့လိုဖြစ်တဲ့အခါကျတော့ကာလကဘုရားစီသွားပြီးထက်လျှောက်တယ်ရှင်ဘုရားတစ်ချိန်ထက်ဟောပါအောင်ဘုရားနော်တစ်ချိန်ထက်ဟောပါအောင်ဆိုဘုရားကလည်းသိတယ်အဲ့ဒါနဲ့ဆက်ဟောတယ်နောက်တစ်ချိန်ဟောဆိုတဖြည်းဖြည်းနဲ့အာနာလာအချိန်တွေကများမမှတ်မိဒီတစ်ချိန်တော့ကြိုးစားပြီးတော့ငါရအောင်မှတ်မှာပဲဆိုပြီးတော့တရားတွေကိုစိတ်ဆိုင်ပြီးတော့နာရင်းနဲ့မှတ်လိုက်တာ तू ကအဲ့ဒီလိုနာရင်းမှတ်ရင်းနဲ့ပဲသောတာပန်ဖြစ်သွားတယ်။ဘာဖြစ်သွားသောတာပန်ဖြစ်သွားသောတာပန်ဖြစ်သွားဆိုတော့အဲ့ဒါနောက်နေ့မနေ့ရောက်တော့တန်ဃာကညာကြီးနဲ့ဘုရားကရှေ့ဆုံးကကျန်တဲ့တန်ဃာတွေကနောက်က तू ကလည်းအဲ့ဒီမှာပါသွားတော့သောတာပန်ဖြစ်သွားပြီဆိုတော့စဉ်းစားပြီးတော့နောက်ကလိုက်တာအိမ်မှာရောက်သွားလို့ရှိရင်အဖေကဖះရှိမှညာရော့တရားနာက1000လို့မြန်ပေးလိုက်တော့ငါတော့အဆက်ကွဲတော့မယ်နော်ငါတော့အဆက်ကွဲတော့မယ်အဲ့လိုတော့မပေးပါစေနဲ့လို့ဆူတောင်းပြီးတော့တောင်းသူကနောက်ကလိုက်လာပထမဆုံးကတော့တရားမရှိခင်ကငွေကြိုက်တယ်ပြောကြည့်ပါတရားမရှိခင်ငွေသာလျင်အထွတ်ထိပ်ပဲတရားရှိလာတဲ့အခါကျတော့ငွေကဗราဏမဟုတ်တော့ဘာကဗราဏတရားကဗราဏဖြစ်ပြီးတော့လှုပ်တဲ့နာမလှုပ်တဲ့နာစဉ်းစားလာတယ်ဟုတ်တယ်မို့လားအဲ့ဒီ point လေးကိုဒုသူတော်စင်တို့လည်းဂယုစိုက်ဖို့လိုသလားမလိုဘူးလားတရားမရှိရင်ငွေရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့လူသားထဲမှာပါသွားစရာအကြောင်းမရှိဘူးလားရှိတယ်အခုကာလကအဲ့ဒါမျိုးဖြစ်တာတရားရှိလို့သာနောက်ပိုင်းစိတ်ကပြောင်းသွားတာဟုတ်တယ်မို့လားအဲ့ဒါကြောင့်လူသားတိုင်းမှာတရားရှိဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒီလိုနဲ့တင်သူလည်းပဲဒါသောတာပန်ဖြစ်သွားဆိုဘယ်နှယောက်ရ4ယောက်ရနောက်ဆုံးတစ်ယောက်ကတော့အထွတ်ထိပ်ပဲသူကတော့သာသနာပေါင်းတွင်ဝင်ပြီးတော့ယဟန်ပြုတ်သွားတယ်သူ့နာမည်ကတတ္တာဘယ်သူတဲ့လဲတတ္တာအဲ့လိုဆိုသာသမီဘယ်နှယောက်5ယောက်မိန်းကလေးဘယ်နှယောက်3ယောက်ယောက်ျားလေးက2ယောက်အဲ့ဒါ5ယောက်လုံးအကုန်လုံးလူတော်လူကောင်းတွေအကုန်ဖြစ်အောင်ပြုစုနိုင်တဲ့အနာရဘိန်တထေးကိုဒုသူတော်စင်များခေါင်းထဲမှာထည့်ထားဖို့လိုသလားမလိုဘူးလားအဲ့ဒါကြောင့်မို့ကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ကောင်းတာလေးတွေကိုလမ်းညွှန်ပေးရမယ်ဒါနမှုသီလမှုလေးတွေနဲ့ပတ်သက်လို့ဒုသူတော်စင်တို့သာသမီတွေကိုသင်ပေးဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါကြောင့်အဲ့ဒီတိုင်းသင်ပေးရင်ကိုသာသမီကအစစ်မြင့်တဲ့သာသမီမဖြစ်နိုင်ဘူးလားဖြစ်နိုင်
ကဲဘယ်နှမျိုးရနှစ်မျိုးကောင်းဘယ်နှမျိုးနှစ်မျိုးရမကောင်းတာကိုဘာလို့ဒါမြစ်ပေးရမယ်ကောင်းတာကိုဘာလို့လမ်းညွန်ပေးရမယ်တဲ့ကဲအဲ့ဒါနှစ်မျိုးကဲနောက်တစ်ခုကသိပ္ပံသိက္ခာပင်တိတဲ့ပါတယ်လေသိပ္ပံသိက္ခာပင်တိသိပ္ပံအတ္တပညာကိုသိက္ခာပင်တိသင်ပေးရမယ်တဲ့အတ္တပညာသင်ပေးရမယ်ပြောကြည့်ပါအတ္တပညာသင်ပေးရသိပ္ပံအတ္တပညာကိုသိက္ခာပင်တိသင်စေကြကုန်၏ဆိုအတ္တပညာသင်ပေးရဒုသူတော်စင်တို့သာသမီကိုတကယ်ချစ်ဘာသင်ပေးရအတ္တပညာသင်ပေးရလက်မှုပညာနှုတ်မှုပညာမရှိဘူးလားတချို့ကပညာရေးနဲ့ပတ်သက်လို့ထူးချွန်တဲ့သာသမီလေးတွေရှိအဲ့ဒါဆိုရင်ပညာရေးနဲ့ပတ်သက်လို့ဒုသူတော်စင်များမြင့်တင်ပေးဖို့လိုတယ်ကိုသာသမီကပညာရေးဘလို့မှမဖြစ်တော့ဘူးဆိုရင်လေလက်မှုပညာရအောင်သင်ပေးဖို့လိုသလားမလိုဘူးလားပညာတစ်ခုကတော့ကျွမ်းကျွမ်းကျင်ကျင်ဖြစ်ဖို့ပဲလိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားပညာကဒုသူတော်စင်များလိုက်လေသူကတော့ကျေပြန့်လေပဲပေါ့ခုကိုတောရွာမှာလည်းပဲဒုသူတော်စင်များခုထွန်ညရက်ကြစိုက်ကြပြိုးကြတွေမရှိဘူးလားရှိတယ်အဲ့ဒီပညာရက်တွေလည်းပဲတစ်နှစ်နဲ့တစ်နှစ်နီးပညာတွေတူရဲ့လားမတူဘူးနောက်ကနေစနစ်တွေနော်တစ်မျိုးပြီးတစ်မျိုးထွက်လာတာရှိအဲ့ဒါတွေဆိုရင်လေ့လာဖို့လိုက်စားဖို့အထွတ်တိုးဆိုရင်ဘာတွေဘလို့ဖြစ်ဖို့ဒုသူတော်စင်များသိစရာတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါမျိုးတွေဒုသူတော်စင်များလက်မှုပညာနှုတ်မှုပညာတွေကိုသင်ပေးဖို့အဲ့ဒါမျိုးသင်ထားရင်အဲ့ဒီသာသမီကလည်းပဲသူ့လက်ထက်ရောက်လာလို့ရှိရင်ပို့ပြီးတော့ကြီးပွားတိုးတက်သွားတဲ့သာယရဏသမီးယရဏမဖြစ်နိုင်ဘူးလားဖြစ်နိုင်ကဲအဲ့ဒါဘယ်နှမျိုးရသုံးမျိုးရမကောင်းမှုကတားမြစ်ပေးရမယ်ကောင်းမှုကိုလမ်းညွှန်ပေးရမယ်အတ္တပညာကိုသင်ကြားပေးရမယ်တဲ့ဘယ်နှမျိုးကဲနောက်တစ်ခုကပฏิရူပေနဓာရေနတန်ရောစဉ်တိတဲ့ပါတယ်လေဓာရေနတန်ရောစဉ်တိပฏิရူပေနဆိုတင့်တော်သောဓာရေနဇနီးမယားနဲ့တန်ရောစဉ်တိထိမ်းများပေးရမယ်ဒုသူတော်စင်များအိမ်နောင်ချရာပေးတာကိုပြောတာဘာကိုပြောတာအိမ်နောင်ချရာပေးတာကိုပြောတာအိမ်နောင်ချရာပေးဆိုဘလောက်ထိဒုသူတော်စင်များစပေကပြည့်ပြည့်စုံစုံလှုပ်ထားလဲလို့ပြောရင်အဲ့ဒီပฏิရူပေနတင့်တော်သောဆိုတာတင့်တော်သောဆိုတာကိုဘယ်လိုတင့်တော်တာလဲဆိုရင်ကုလတဲ့သူ့ရဲ့အမျိုးကဘလို့ရှိသလဲသီလနော်ကိုချင်းသီလကဘလို့ရှိသလဲတဲ့အဲ့ဒါတွေကကြည်ပေးဖို့နော်ရူပရုပ်ရည်အစင်းကဘလို့ရှိသလဲလို့ကိုသားသမီးနဲ့အိမ်အောင်ကြမဲ့ပုဂ္ဂိုလ်ကိုအဖက်ဖက်ကနေသူ့ရဲ့မျိုးနွယ်ရဲ့အနေထားကိုချင်းတရားရဲ့အနေထားအကုန်လုံးကိုကြည်ခိုင်းပြီးတော့တင့်တော်တာနဲ့ဘာလုပ်ပေးရအိမ်အောင်ချရပေးရမယ်တဲ့အဲ့ဒါလည်းဘု து တောင်းလေမိဘရဲ့တောင်းအဲ့ဒါလည်းပဲဂယုစိုက်ဖို့လိုတယ်ပေါ့ဒီခေတ်ထဲကြည့်လိုက်ရင်ဒုသူတော်စင်များလမ်းခွဲတာတွေအများကြီးမရှိဘူးလားလမ်းခွဲတာတွေအများကြီးရှိတယ်တခါလေသားသမီးလေးတွေရလာမှလမ်းခွဲကြတယ်သူတို့ကလမ်းခွဲသွားတာကိစ္စမျိုးကလေးကဒုက္ခရောက်ပြီးကြံခဲ့တာတွေမရှိဘူးလားအဲ့ဒါမျိုးဖြစ်ပြီးတော့ငယ်သေးလို့ရှင်တခါလေတစ်ဖက်ကလည်းအိမ်အောင်ပြန်ပြုတ်သွားနောက်တစ်ယောက်ကလည်းအိမ်အောင်ပြန်ပြုတ်သွားပြီးတော့ကြားတဲ့ကလေးကဘယ်သွားလို့သွားမှမသိဖြစ်တာတွေမရှိဘူးလားရှိအဲ့ဒါကြောင့်မို့ဒုသူတော်စင်များအိမ်အောင်ပြုတ်တဲ့နေရာလဲပฏิရူပေနဓာရေနတန်ရောစဉ်တိတဲ့နောက်တစ်ခုကတမယေဓာရစ်ဇံနေယာတင်တိပြောကြည့်ပါတမယေဓာရစ်ဇံနေယာတင်တိတမယေဆိုတင့်တော်တဲ့အခါမှာဓာရစ်ဇံအမွေကိုနေယာတင်တိအနှင်းကြကုန်၏တဲ့တင့်တော်တဲ့အချိန်မှာအမွေပေးရမယ်ပြောကြည့်ပါဒီနေရာမှာအမွေပေးကြတယ်ဆိုတာတမယဆိုတာကအခုအိမ်မှာနေနေတဲ့အချိန်ဆိုဒါကတော့သုံးဖို့ဒါကတော့ပညာသင်ဖို့ဒါကတော့ကုသိုလ်ပြုဖို့အဲ့ဒါမျိုးပေးတာလေးတွေမရှိဘူးလားရှိတယ်နောက်အိမ်တော်နေကြကုန်ရင်လည်းခွဲပြီးတော့ပေးတာတွေမရှိဘူးလားရှိတယ်တခါတလေကြတော့ဒုသူတော်စင်များသားသမီးကကျမ်းမာရေးမကောင်းရင်တဲ့ဒီကနေ့အခြေအနေထိစိုက်နေရင်လေဒါနဲ့ရော့ကုသိုလ်ပြုဆိုပြီးတော့သားသမီးကိုပေးတာမျိုးပါပေးရတယ်တဲ့အဲ့ဒါကြောင့်ဓာရစ်ဇံနေရတင်တိအမွေပေးရမယ်ဗာပေးရအမွေပေးရအဲ့ဒါကြောင့်မို့ကိုသားသမီးလေးတွေကိုအတိဇာတာလေးတွေအနုဇာတာလေးတွေထူးထူးချွန်ချွန်သားသမီးလေးတွေဖြစ်စေခြင်းရင်ဒုသူတော်စင်များဘယ်နှမျိုးလိုက်နာကျင့်သုံးရ၅မျိုးလိုက်နာကျင့်သုံးရမယ်
မကောင်းမှုကဓာမြစ်ပေးရမယ်ကောင်းတာကကောင်းမှုကိုလမ်းညွှန်ပေးရမယ်အတတ်ပညာသင်ပေးရမယ်တင့်တော်တာနဲ့အိမ်တော်ခြားထားပေးရမယ်နောက်တစ်ခုကတင့်တော်တဲ့အချိန်မှာအမွေပေးရမယ်တဲ့ဘယ်နှမျိုး၅မျိုးအဲ့ဒီ၅မျိုးနဲ့တို့သူတော်စင်များကိုသားသမီးလေးတွေကိုချီးမြှောက်မယ်ဆိုရင်တာဝန်ကျေတဲ့မိဘမဖြစ်ဘူးလားဖြစ်ပါရဲ့အဲ့ဒါမျိုးတာဝန်ကျေကြတယ်ဆိုရင်လောကလူရာဟာသာသာယာယာဖြစ်ပါလိမ့်မယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်မို့ကြွရောက်လာကြတဲ့အလုံးသောသူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်မိမိကိုယ်တိုင်ကလည်းပဲတန်ဖိုးရှိတဲ့လူဘဝကိုရနေတဲ့အခိုက်အတန့်တန်ဖိုးမဖြတ်နိုင်တဲ့ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့လည်းတွေ့နေကြုံနေဆုံနေတဲ့အခိုက်အတန့်မှာကိုယ့်ရဲ့ဘဝကိုလည်းတစ်ဆင့်နဲ့တစ်ဆင့်မြင့်အောင်ကိုယ်သားသမီးတွေရဲ့ဘဝကိုလည်းတစ်ဆင့်နဲ့တစ်ဆင့်မြင့်အောင်တာဝန်ကျေတဲ့မိဘများဖြစ်အောင်ကိုယ့်ရဲ့သားသမီးကိုပြုစုစောင့်ရှောက်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းはい。ဓမ္မတရားတော်များကိုချီးမြှင့်ပေးတော်မူပါသောဓမ္မဒါရဆရာတော်အရှင်ကုမာရမထေရမြတ်ကြီးနှင့်တကွကြွရောက်တော်မူလာကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခမညာယနေ့ညမှာဖြင့်ဓမ္မဘူဇာမတိအလူရှင်ကတော့မိခင်ကြီးဒေါ်တင်ဝအားအမှုထား၍ကွယ်လွန်သွားရှာသောဖခင်ကြီးဥကျော်တင့်အားရည်စူး၍တပတ်မိဘဖြစ်သောဥတာရွှေအားအမှုထားပြီးကွယ်လွန်သွားရှာပြီးဖြစ်သောမိခင်ကြီးဒေါ်လာမြတ်အားရည်စူး၍နှစ်စဉ်ဓမ္မဘူဇာ6ကြိမ်မြောက်အလူရှင်ဥထွန်းမြင့်ဒေါ်ကျေးမဝင်းတာမောင်အောင်ဦးသမီးမတန္တာဦးမပြုတ်ဖြိုး၍မိသားစုတို့၏ဓမ္မဘူဇာအလူတော်မင်္ဂလာဖြစ်ပါတယ်ယခုလိုဓမ္မတရားတော်များကိုအထူးပင်ဟောကြားပေးတော်မူသောဓမ္မဒါရဆရာတော်အရှင်ကုမာရမထေရမြတ်ကြီးအားဘုရားတပည့်တော်များဓမ္မအကျိုးစော်တော်အဖွဲ့မှကျေးဇူးအထူးပင်တင်ရှိပါကြောင်းဥစွာပထမလျှောက်ထားအပ်ပါတယ်ဗျာအစီအစဉ်အရဆရာတော်ဘုရား၏ဓမ္မဘူဇာငွေအလူတော်ငွေစုစုပေါင်းမှာ25သိန်း1,9500ကျပ်ဖြစ်ပါတယ်ဗျာအစီအစဉ်အရဓမ္မဘူဇာအလူတော်ငွေများကိုစက္ကပ်လူရန်သွားရန်ဖြစ်ပါတယ်ဗျာဆရာတော်ဘုရား၏ကပ္ပိယကာရကအဖြစ်ကြီးရွာဥက္ကဋ္ဌဦးမောင်မြင့်မှလက်ခံပေးပြီးဓမ္မပူဇာအလူရှင်များမှအလဲကျဘူးတွဲစက္ကပ်သွားရန်အတွက်ဥစွာပထမပြောကြားအပ်ပါတယ်ဓမ္မပူဇာအလူတော်ငွေမတီအလူရှင်ဥထွန်းမြင့်ဒေါ်ကျေးမုံဝင်းတို့မှမတီအလူတော်ငွေ9,500,000ကျပ်ကိုဆရာတော်ဘုရားအားစက္ကပ်လူရန်ပေးပါရန်ဖိတ်ကြားအပ်ပါတယ်ဘာမှမမြင်အောင်မမြင်အောင်ဘာလဲမပေါင်းထည့်နေရတာ
ကိုနောက်ဆုံးဒါကတော့နောက်နေဆုံးဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဤကောမှုသည်ဒုက္ခခတ်သိချုပ်ငြိမ်းရမှန်ဉာဏ်နိဗ္ဗာန်ဤရကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေသာအရှင်မြတ်ဖရာသာဓုသာဓုသာဓုကောင်းနောက်မှဖြင့်ကွယ်လွန်သွားရှာသောဖခင်ကြီးဦးကျော်တင်အားရည်စူး၍ဒေါ်တင်ဝမိသားစုမှဓမ္မပူဇာအလူတော်ငွေ9000ကျပ်ကွယ်လွန်သွားရှာသောဦးမောင်မိခင်ဒေါ်ညွန့်သိန်းအားရည်စူး၍သမီးမချိုတင်မှဓမ္မပူဇာအလူတော်ငွေ300ကျပ်ကိုဘူးတွဲဆက်ကပ်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါれဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုသာဓုသာဓုသာဓု၎င်းနောက်မှဖြင့်ဦးကျော်မောင်မောင်နှမတစုမှဓမ္မပူဇာအလူတော်ငွေ9000ကျပ်ကိုသက်ထွင်းအောင်မရင်တော်ဤမိသားစုတို့မှဓမ္မပူဇာအလူတော်ငွေ300ကျပ်ကိုပူးတွဲဆက်ကပ်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါれဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုသာဓုသာဓုသာဓု၎င်းနောက်မှဖြင့်ကွယ်လွန်သွားရှာပြီဖြစ်သောမိခင်ကြီးဒေါ်ဝဲစိန်အားရည်စူး၍ခင်မွေးဖြစ်သူဦးထွန်းရှိန်မိသားစုမှဓမ္မပူဇာအလူတော်ငွေ9000ကျပ်ကွယ်လွန်သွားရှာပြီဖြစ်သောဖခင်ဦးတင်ဒေါ်မြကြီးဦးဖိုးကြီးဦးဖိုးပိန်အကြီးဒေါ်ညီအေးငိမ့်အားရည်စူး၍ဦးရေဝိုင်းရန်ကုန်မိသားစုမှဓမ္မပူဇာအလူတော်ငွေ9000ကျပ်ကိုဘူးတွဲဆက်ကပ်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါれနိဗ္ဗာနတ္တပစ္စယောဟောတုသာဓုသာဓုသာဓု၎င်းနောက်မှဖြင့်အရက်4မျက်နှာအရက်10မျက်နှာတို့မှတရားနာကြွရောက်တော်မူလာကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှဓမ္မပူဇာအလူတော်ငွေ3,6,5,950 ကျပ်ကိုဓမ္မပူဇာအကျိုးတော်ဆောင်ဥလဆောင်မှဆရာတော်ဘုရားကိုဆက်ကပ်ပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါれတယောက်ယောက်ကလိမ့်မယ်တယောက်ယောက်ကလိုက်ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုသာဓ
ဓုသာဓုသာဓု ၎င်းနောက်မှဖြင့်မြမသူရကျောင်းတော်ကြီးကျောင်းတိုင်ကာကြီးဖြစ်သောဥကျော်သူရမှဓမ္မဘူဇာအလူတော်ငွေ10 သိန်းကျပ်ကိုဥကျော်သူရ၏ကိုစားဥအေးလွယ်မှဆရာတော်ဘုရားအားဥအေးလွယ်မှလက်ခံပေးပြီးကိုဥဖကတ်မှဆရာတော်ဘုရားအားဆက်ကပ်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါれဣဒံမေပုညံနိဗ္ဗာနတ္တပိစယောဟောတုသာဓုသာဓုသာဓု ဘုရားတပည့်တော်တို့၏ဓမ္မပူဇာလှူဒါန်းမှုအစီအစဉ်ပြီးဆုံးပါပြီဘုရားကဲရေစက်ခွက်လေးတွေခြင်ထားပြီးတော့ရေစက်ချရအောင်ကဲအလုံးမလိုက်ဆိုလေအရှင်ဖယားတပည့်တော်မတို့သည်ကံကို၎င်းကံဤအကျိုးကို၎င်းဖယားတရားသံဃာအဖြစ်သုံးပါးမွန်စွာယရနာကို၎င်းယုံကြည်ပါကုန်သည်ဖြစ်၍ရှေးဥစွာတရဏဂုံသုံးပါးနှင့်တကဝငါးပါးသောသီလတော်မြတ်ကိုကျင့်သုံးခံယူစောင့်တည်ကြပါကုန်၏အရှင်မြတ်ဖေယထိုမတပါဓမ္မသဖြင့်ဆင်ရင်ကျင်းပ၍အာလုံးသောတရားချစ်ခင်သူတော်စင်အပေါင်းတို့အားတရားအလူပေးလူကြပါကုန်၏အရှင်မြတ်ဖေယထိုမတပါတပည့်တော်တို့စွမ်းအားရှိသလောက်လူဒန်းမှုကိုလည်းပြုလုပ်ကြပါကုန်၏အရှင်မြတ်ဖေယဤသို့ပြုရမြတ်ပုံညအကြောင်းချမ်းမြအေးကြီးဘေးမဲ့မြည်သည်ရွှေပြည်ထုတ်ချောင်းလမ်းမကောက်ဖဲရောက်ရပါလို့ထိုဘဝကျင်လဲရလဲဒုက္ခဗေဒံယမံအပါမကောင်းဟုသည်မြမတွေ့ရပဲသဗ္ဗအိဋ္ဌာမင်္ဂလာကိုရွယ်ကာတတိုင်းရစေသောယနေ့ယခုပြုသည်မြမြတ်ဘာကကိုမိဘဆရာမြို့တဟာနှင့်ကိုမဆောင်ချက်ကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ31ဖြစ်သည်မြဝေနေရတို့ရကြပါစေပေးငါဝေသည်မြာထွေသာဓုခေါ်စေသောအလုံးကြာသည်မြအမြပြုတော်မူကြပါကုန်လောသာအလုံးကြာသည်မြအမြပြု
ယူတော်မူကြပါကုန်လောသာသာသာအလုံးကြာကြာသမျှမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လော